ကဲ Interstellar ရုပ်ရှင်ကြည့်ဘူးတဲ့လူဆိုဒါသိမယ်။ဘာဆိုဒါ black hole ကြီးနော်အကြီးကြီးပဲဟာလာအဲ့နာရောက်သွားတဲ့ခါမှာအချိန်ကြီးနှေးသွားတယ်လို့ဘာလို့ညာတော့ဖြစ်တာ။နော်အဲ့တော့အချိန်နှေးတာတွေ relativity တွေခဏလေးထားလိုက်။နော် black hole ဆိုတာလူတော်တော်များသိကြတယ်ဟာလာစက်ကြဝဠာထဲမှာရှိတဲ့တွင်းနဲ့ကြီးဆွဲအားအင်မတန်ကိုများတယ်။များလုံးအလင်းလောင်မထွက်နိုင်ဘူးပြောတယ်။အဲ့ဒါကြောင့်မလို့မှောင်မဲနေတာပြောတယ်။ပြောပြီးတော့မှလင်းတောင်နေတာပဲနော်။ဟုတ်ကောဟုတ်ရဲ့လားမသိဘူး။နော်ဟုတ်တယ်မလား။မှောင်နေရမယ် black ဖြစ်နေရမယ်ပြောပြီးဘာလို့လင်းနေလဲ။ကဲအဲ့ဒီ black hole ကိုပဲဒါနောက်ထပ်တစ်ပုံကြိုက်ထားတာဒီမှာကြည့်လိုက်နော်အဲ့တော့သူကြတော့ဗာလဲဆိုတကယ်ကိုအာကာသတွင်းနဲ့ကြီးလို့ဆိုတဲ့အတိုင်းပဲဒါဆိုမဲတူးပြီးတော့ချိန်နေတယ်နော်ဘေးနားမှာလည်းဘာမှအလင်းရောက်နေမရှိဘူးဒါဆိုဘယ်ပုံကအမှန်လဲနော်ပြောစရာတွေရှိလာကဲဒါက NASA ကနေပြီးတော့ဒါကတော့ဟာ CGI ပေါ့နော် artistic impression နဲ့လုပ်ထားတဲ့ပုံမှာကြည့်လိုက်ရင်ဒီမှာ black hole ကဟာအငွေ့ကြီးပဲပတ်လည်မှာနော်မသိဒဲအိုးကြီးမှာထိပ်ပြီးကြော်ထားသလိုပဲဖြစ်နေတယ်အော်သူ့ထက်ကနေဘာမှမရှိရဘူးမဲနေရမယ်ပြောပြီးဒါကြီးကဘလို့ဖြစ်တာလဲဒါနောက်ထပ်တစ်ပုံကြည့်လိုက် NASA နေထုတ်ထားတာပဲဘာလဲဆိုတော့ black hole ရဲ့အပေါ်နဲ့အောက်ကနေပြီးတော့ဘာလဲအငွေ့တွေထုတ်နော်ဟိုမသိငကားကြီးဟိုနှာခေါင်းကနေအငွေ့မှုတ်ထုတ်နေတယ်လို့ပဲနော်ပြောတော့ black hole ထဲမှာနော်ဆွဲအားပြင်းလွန်းလို့အလင်းတောင်မှထွက်လို့မရတာဘာလို့ဒီအငွေ့တွေကထွက်နေရတာလဲနော်ပြောစရာတွေတစ်ခုပြီးတစ်ခုရှိလာတယ်ကဲအဲ့တော့ဒီပုံတွေအကုန်လုံးကတော့ဟုတ်တယ် artistic impressions တွေပေါ့နော်အဲ့တော့ CGI တွေဟို modeling တွေပါတယ်ကဲဟုတ်ပြီတကယ်ပုံအစ်စ်ကိုပြအဲ့တော့2018ခုနှစ်ကနော် Space Horizon Telescope ကနေပြီးတော့ရိုက်ထားတယ် Radio Telescope သုံးပြီးရိုက်ထားတာနော်ဒီပုံနော်ခုနပုံနဲ့လုံးဝမတူနေဘူးနော်မှန်ချက်နဲ့နန်းတော့နဲ့မကိုက်ဘူးနော်ခုနပြောလို့share လှပြီး share power တွေဟာကာဟို resolution တွေကောင်းဒီပုံကြီးကွမ်းနော်တူလားဆိုတော့လည်းမတူနေဘူးကဲဒါဆိုလို့ရှိရင်နောက်တစ်ပုံထပ်ရှိသေးတယ်ဒီမှာဒါကရိုးရိုး visible light နဲ့ရိုက်ထားတာ black hole ကိုဒါက X-ray နဲ့ရိုက်ထားတာဒါကအဲ့နှစ်ခုကိုပေါင်းပြီးတော့ပြထားတဲ့ပုံဟုတ်ပြီနော်အဲ့တော့ကြည့်လိုက်လို့ရှိရင်ခုနပုံတွေခုကလည်းတစ်ခုမှတူမနေဘူးနော်အဲ့တော့ဘယ်ဟာအမှန်လဲဘယ်ဟာအမှားလဲနော်ကဲဒါဆိုဒီ black hole ရဲ့ဒီပုံလေးကိုကျွန်တော်ပြန်ကြည့်လိုက်ဟုတ်ပြီနော်အဲ့တော့ဒီဘေးနားမှာပကံပြားပြန်လို့ဖြစ်နေတယ်หนีရဲတောက်နေတာကြီးကဘာကြီးလဲနော်ဟိုမှောင်နေရမယ်ပြောပြီးဘာလို့လင်းနေလဲနော်ပြီးတော့အဲ့ဒီပကံပြားပြန်ကြီးကဟာလာနော်ဟိုပကံပြားလို့ချက်ပြားကြီးလည်းမဟုတ်ဘူးဆော်ဘောလုံးကြီးလို့ဘောလုံးလည်းမဟုတ်ဘူးအပေါ်မှာအထောင်နေတယ်အောက်မှာထောင်နေတယ်အဲ့ဒါကြီးရောဘာတွေလဲပြီးအထဲကိုကြည့်လိုက်အထဲမှာအနီခွင်းလေးတစ်ခွင်းကထပ်ရှိပြန်အောင်ဘာကြီးလဲပြောတော့အလင်းတော်မထွက်နိုင်ဘူးပြောတယ်အဲ့အနီခွင်းကဘာကြီးလဲနော်ပြီးတော့အဲ့ဒီပကံများပြန်ပေါ့ခမောက်ပဲထားပါတော့နော်အဲ့ခမောက်ကြီးကိုကြည့်လိုက်တော့တချမ်းကပိုလင်းပြီးတော့တချမ်းကမှောင်နေတယ်ကျွန်တော်နှောက်ဝိုင်းပြထားတယ်နော်ဘာဖြစ်လို့လဲအဲ့ဒါရောမှားနေတာလားတကယ်ကိုပဲတချမ်းပိုလင်းတာလားနော်ပြီးတော့အဲ့ဒီ black hole မှာเนาะအဲ့အနီးနားမှာကတ်သွားလို့ရှိရင်အချိန်ကြီးနှေးသွားတယ်ပြောတယ်เนาะ gravity ကများလွန်းလို့เนาะအချို့ science fiction တွေဘယ်လိုရေးလဲဆိုရင်เนาะအဲ့ black hole ရဲ့အနီးနားမှာကိုက event horizon နားမှာနေပြီးတော့အရှိကိုလှမ်းကြည့်လိုက်လို့ရှိရင်တခါတလေကြလို့ရှိရင်အရှိမှာလူတယောက်လိုဘာလိုနဲ့တကယ်တော့ကိုယ်နောက်ကျောယူကိုပြန်မြင်နေရတယ်ဆိုပြီးတော့ဝတ္ထုဆန်ဆန်တွေရေးထားတာရှိတယ်ဒါတွေကရောဟုတ်လားဘာတွေကိုအခြေခံပြီးတော့ပြောနေတာလဲเนาะပြီးတော့ကျွန်တော် black hole မှာအစိတ်ပိုင်းတွေပေါ့မျိုးစုံကြားဘူးတယ် singularity လို့ခေါ်တဲ့အမှတ်2เนาะဟို event horizon လို့ခေါ်တဲ့ဒါ twin ရဲ့နှခမ်းဝပေါ့နော်အဲ့လိုပြောကြမှာလားဒါ black hole မျက်နှာပြင်ပေါ့เนาะနောက် photosphere ဆိုတာဟိုဘာလဲเนาะ accretion disk ဆိုတာဘာလဲ corona ဆိုတာဘာလဲဟာ corona ဆိုတာဟိုတောက်တဲ့ဟာလားအဲ့လိုလည်းမဟုတ်ဘူးဟိုနေကြက်တို့ဘာတို့ဖြစ်လို့ရှိရင်လှပေးနေရဲ့ဘေးနားမှာဟိုအငွေ့တွေနဲ့ဒါကို corona လို့ခေါ်တယ်ဒါ black hole ကရောအဲ့လို corona ရှိတာလားနော်ပြီးတော့ဗာလဲ particle jet ဆိုပြီးတော့ခုနငကားကြီးဟိုနှာခေါင်းကမှုတ်ထုတ်နေတယ်လို့ထုတ်နေတဲ့ဟာကြီးကရောဘာဖြစ်တာလဲနော်ဒါတွေပြောစရာမေးစရာအများကြီးရှိတယ်ဒါအပြင် black hole ကိုတကယ်တော့မျက်စိနဲ့ကိုယ်တိုင်မမြင်ရသေးခင်စမ်းသပ်ရှာဖွေမတွေးရှိသေးခင်မှာ mathematical concept လို့ခေါ်တဲ့နော်သင်္ချာတွေးခေါ်မှုကနေပြီးတော့စပြီးတော့ black hole ရဲ့တည်ရှိမှုကိုခံမှန်းခဲ့ကြတယ်ခံမှန်းခဲ့ကြပြီးတော့မှအဲ့ဒီရဲ့တွက်ချက်မှုအတိုင်းလိုက်ပြီးတော့လေ့လာတော့မှနောက်မှ black hole ဆိုတာကိုတကယ်မြင်ခဲ့တာဖြစ်တယ်เนาะအဲ့တော့ကျွန်တော်ဒီခေါင်းစဉ်တတ်ထားသလိုပဲဒီ black hole အနောက်ကသင်္ချာပညာတွေကိုလည်းကျွန်တော်ကထည့်ပြီးတော့ပြောချင်တယ်ပြီးတော့ကျွန်တော်ခုနပြောတဲ့မိကုန်းတွေအကုန်လုံးကိုလည်းဒီအပတ်မှာပြန်ပြီးတော့ဆွေးနွေးမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ The Nerdy Space ပါကဲဒါဖြစ်ရင် black hole ဆိုတာပါလေเนาะအဲ့တော့ကျွန်တော်တို့ဘလို့နားလည်လို့ရလဲဆိုလို့ရှိရင်စัจ java လာထဲမှာ dress wear အင်မတန်များဖို့အတွက်เนาะအင်မတန်ကိုမှเนาะ mass လို့ခေါ်တဲ့ drug ကြီးပြီးတော့ volume လို့ခေါ်တဲ့ဒုတဲ့အင်မတန်သေးတဲ့အရာเนาะအဲ့တော့ဘလို့လဲပေါ့เนาะအဲ့တော့ mass drug ဆိုတာဒါအလွယ်ပြောရင်တော့အလေးချိန်ပေါ့ဗျာเนาะအဲ့တော့အင်မတန်ကိုလေးတယ်ပစီးအများကြီးပါတယ်
ဒါပေမဲ့ volume 2တွေအားဖြင့်ကတော့သေးတယ်ဆိုတော့ဒါကြစ်လင့်နေအောင်ဖိထားတယ်နော်အဲ့ဒါဆိုတော့ Newton ရဲ့ gravitational law သဘောအရဆိုလို့ရှိရင်ဟုတ်လားနော်အဲ့တော့ drag through mass များလေ drag ဆွဲအားများလေနော်အဲ့တော့ volume 2တဲ့သေးလေဒါ radius လို့ခေါ်တဲ့အချင်းဝက်ကသေးလေအချင်းဝက်သေးလေဘာဖြစ်လဲဆိုတော့နီးကပ်လေပေါ့နီးကပ်လာခွင့်ရလေပေါ့နီးကပ်လေဘာဖြစ်လဲဆိုတော့ drag ဆွဲအားများလေအဲ့တော့အဲ့နှစ်ခုလုံးကဘာဖြစ်လဲဆိုတော့ drag ဆွဲအားများတဲ့များအောင်လှုပ်ပေးတဲ့အတွက်ကြောင့်မလို့အနားမှာ drag ဆွဲအားတွေအင်မတန်ကိုများသွားတယ်အနားမှာရှိတဲ့မြတ်အရာတွေအကုန်လုံးကိုဝါမြူသွားတယ်ကျယ်တွေကအစနော်ဒါကိုကျွန်တော်တို့နားလည်ထားတာဟလာ black hole လို့နားလည်ထားတယ်နောက်ကြတော့ဘယ်လိုပြောလဲဆိုတော့ဟလာ black hole မှာ drag ဆွဲအားဘယ်လောက်တောင်များလဲဆိုတော့အင်မတန်ကိုမြန်ပါတယ်စัจ java လာထဲမှာအမြန်ဆုံးလို့ခေါ်သတ်မှတ်ရတယ်အလင်းတောင်မှာ black hole ကနေပြီးတော့လွတ်မြောက်ခွင့်မရှိဘူးတဲ့ဒါပေမဲ့အလင်းမှာဟလာအလင်း photon တွေမှာဟလာ mass လို့ခေါ်တဲ့ drag to မရှိနော်အဲ့တော့အလေးချိန်မရှိဘူးဆိုရင် Newton သဘောအရဆိုရင် Newton gravitational သဘောတရားဆိုရင်အလင်းကိုမဆွဲရအောင်နော်ဒါပေမဲ့ black hole ကအလင်းတွေအကုန်လုံးမှာဆွဲထားတဲ့အတွက်ကြောင့်မလို့သူ့ထဲကအလင်းရောင်တွေအပြင်ကိုထွက်လာလို့မရအောင်အဲ့ဒါကြောင့်မလို့ black ဖြစ်နေတာအဲ့ဒါကြောင့်မလို့မဲနေတာဒါဖြစ်ရင်အခုန definition ကနည်းနည်းလွဲနေပြီနော်လွဲတယ်မှန်တယ်အဲ့တော့ Newton's gravitational law ဒီဟလာအင်မတန်ကိုအသုံးဝင်တာမှန်ပြီပဲဒီဘက်ခင်မှာချုပ်ရတယ်သုံးလို့မရတော့ဥပမာဒါဒီ example တစ်ခုပဲဆိုတော့ကျွန်တော်တို့ definition ကိုပြန်ပြီးပြောရမယ်ဆိုလို့ရှိရင်အဲ့တော့ black hole ဆိုတာဟုတ်တယ် drag through လို့ခေါ်တဲ့ mass ကအင်မတန်များပြီးတော့ volume လို့ခေါ်တဲ့ဒုတဲ့သေးလေးမှာကြစ်လက်နေအောင်ထားတဲ့အတွက်ကြောင့်မလို့သူ့အနားမှာရှိတဲ့ space time ကွန်ရက်ကြီးကိုတိတတာတွန့်ခောက်သွားစေတယ်ဘလောက်တောင်တွန့်ခောက်သွားစေတယ်လဲဆိုတော့အလင်းအောင်ပြန်ထွက်လို့မရတော့အောင်တွန့်ခောက်သွားစေတယ်တွင်းနဲ့ကြီးဖြစ်သွားစေတယ်ဆိုပြီးတော့ definition အသစ်ဖွင့်လို့ရတယ်အဲ့ဆိုရင်အလင်းကိုဆွဲသွားတာလားမဆွဲသွားဘူးလားဆိုရင်အဲ့တော့ဒီဘက် Einstein ရဲ့ဒီ space time concept မှာကြတော့ gravity ကိုကျွန်တော်တို့ကအားအနေနဲ့မယူဆတော့ဘူးเนาะဘာဖြစ်လဲဆိုတော့အရာဝတ္ထုတိုင်း mass ရှိတဲ့အရာဝတ္ထုတိုင်းကဘာဖြစ်လဲဆိုတော့ပိတ်သားပေါ်မှာပစည်းတစ်ခုတင်လိုက်တယ်လို့ပဲအဲ့ပိတ်သားကြီးတွန့်သွားတယ်လို့ပဲ space time ကိုတွန့်သွားစေတယ် mass များလေပိတ်သားကြီးကနှစ်ဝင်လေ space time ကိုညက်ကြီးကကောက်သွားလေနော်အဲ့လိုကောက်သွားတဲ့အတွက်ကြောင့်မလို့အရာဝတ္ထုတွေကောင်တော့လေအဲ့ထဲကိုတက်မသွားဘဲနဲ့꿰သွားတယ်လို့ဖြစ်တယ်နော်အဲ့ဒါကြောင့်ကဘာတွေလာတွေကဒီလို꿰တယ်ဆိုပြီးတော့ဒါယူဆတယ်ဒါမှန်တယ်နော်ကဘာနေကို꿰ပတ်သွားတယ်လို့လာကကဘာကိုပတ်တယ်လို့အဲ့ဒီ concept နဲ့ရှင်းမယ်ဆိုရင်နော် light ကိုပါထည့်ပြီးတော့ရှင်းလို့ရတယ် light အလင်းရောင်ဒီပုံမှန်ဆိုအဖြောင့်တိုင်းပဲသွားတာဒါပေမဲ့အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ space time ကြီးအရန်ကိုကေးကောက်ကိုလွန်သွားတဲ့အတွက်ကြောင့်မလို့ light အလင်းရောင်ဒီပင်လေအဲ့ဒီ꿰တဲ့အတိုင်းပဲပတ်ပြီးတော့သွားတယ်ဒီထက်ပိုပြီးတော့drag ဆွဲအားများတယ်drag ဆွဲအားလို့ပြောလို့မရတော့ဘူးပေါ့နော် space time ရဲ့ curvature ပိုများတယ်တအားကွေးကောက်သွားတယ်ဆိုလို့ရှိရင်အဲ့ light ကြီးပါအထဲကိုပြန်ဝင်သွားတယ်ပြန်ထွက်လို့မရတော့အဲ့တော့ဒီလိုပြန်ရှင်းမယ်ဆိုလို့ရှိရင်เนาะ black hole ကပို့ပြီးတော့နားလည်လွယ်เนาะနောက်တစ်မျိုးကကြတော့ black hole ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုလဲဆိုတော့ escape velocity လို့ခေါ်တဲ့အဲ့ black hole ကနေလွတ်မြောက်ဖို့ထွက်သွားတဲ့အလျင်ဒီတဲ့เนาะအဲ့တော့မှဆိုကြဆိုရင်ကျွန်တော်ကဘာပေါ်ကနေပြီးတော့ဟလာအာကာသယာဉ်တစ်ခုကထွက်ပြေးလွတ်မြောက်ခြင်းတယ်ဆိုလို့ရှိရင်ဟလာ velocity လို့ခေါ်တဲ့အလျင်တစ်ခုနဲ့ပြေးရတယ်အဲ့ဒီပြေးရတဲ့အလျင်က black hole ရဲ့မျက်နှာပြင်မှာဆိုလို့ရှိရင်အလင်းရဲ့အလျင်ထပ်ပိုများတယ်အဲ့တော့ escape velocity လို့ခေါ်တဲ့လွတ်မြောက်ဖို့ရုံးရတဲ့အလျင်ဒီအလင်းရဲ့အလျင်နဲ့ပိုများတယ်ဆိုတဲ့အဓိပ္ပာယ်ကတော့ရှင်းရှင်းပြောရင်ဘယ်အရာမှမလွတ်မြောက်နိုင်တော့ဘူးပေါ့နော်ဒီလိုမျိုးလေးအဓိပ္ပာယ်ဖွင့်ဆိုလို့ရတယ်ဒါပေမဲ့ဒါတွေကနည်းနည်း theory ဆန်တယ်ဟောရှုပ်ရှက်ခတ်နေတယ်အဲ့တော့ဒါကိုကျွန်တော်တို့ကတစ်ပိုင်းချင်းစီကျွန်တော်ဖြည့်ရှင်းပြမယ်နော်အဲ့တော့ဒီဘိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ဘာတွေပြောမလဲဆိုရင် black hole ကိုနံပါတ်1ကတော့ black hole ရဲ့အနောက်က mathematics ပေါ့နော်ဒီရဲ့ black hole ကိုစပြီးတော့ hint ပေးတယ် prompt ပေးတယ်သင်္ချာပညာဘာဖြစ်လို့လဲဆိုတော့ဒီသင်္ချာ mathematical concept ကနေမှာ black hole ရဲ့တည်ရှိမှုလူတွေကစပြီးခံမှန်းခဲ့ကြတာနောက်မှ black hole ကိုရှာတွေ့ခဲ့တာဆိုတော့ဒီ mathematics တွေပြောမယ်ပြောတဲ့အခါမှာဆိုလို့ရှိရင်တော့ကျွန်တော်နံပါတ်1 Newton's gravitational law ပေါ့နော် Newtonian gravity ကိုပြန်ရှင်းပြမယ်အရင်တော့ကလည်းအရင်ပိုင်းဒီမှာခဏရှင်းပြခဲ့တာရှိတယ်နည်းနည်းလေးပြန်အမီးလေးပြောမယ်ပြီးရင်နံပါတ်2ကကြတော့ orbital velocity ဆိုတာထည့်ပြောမယ် black hole နဲ့ဘာဆိုင်လို့လဲဆိုတော့ဆိုင်နေကျွန်တော်ရှင်းပြမယ်နော်အဲ့ဒါကိုလည်းကျွန်တော်အရင်တော့ဟိုလာကြီးဘာလို့ပြုတ်မကြဆိုတဲ့အပိုင်းမှာပြောခဲ့ဘူးတာရှိတယ်အကြံမြင်ခက်မြန်သွားမယ်ပြီးရင်တတိယပိုင်းကတော့ escape velocity လွတ်မြောက်အလျင်နော်ဒါကတော့ black hole နဲ့တိုက်ရိုက်သက်ဆိုင်နေအဲ့အကြောင်းကိုလည်းဆက်ရှင်းပြမယ်ဒါကတော့အရင်တော့မပြောဘူးအခုပြောမှာအဲ့တော့အဲ့3ခုကိုရှင်းပြလိုက်ပြီဆိုလို့ရှိရင်တော့ဒါ black hole ရဲ့ mathematical concept ကိုနားလည်သွားမယ်နော်တော့သင်္ချာတွေဘာတွေပြင်းနေဆိုလို့ရှိရင်လည်းဒီအပိုင်းကိုကြော်ပြီးတော့နောက်တစ်ပိုင်းကြော်ကြည့်လို့ရတယ်အောက်မှာကျွန်တော် time stamp လေးလုပ်ပေးထားတယ်နော်ဒါတွေပြောပြီးတော့နောက်တစ်ပိုင်းကတော့ကျွန်တော် black hole ရဲ့ components တွေကိုကျွန်တော်ပြောပြနော် components ဆိုတာကျွန်တော်ခုနပြောတယ် singularity လို့ခေါ်တဲ့အမှတ်2နော် event horizon လို့ခေါ်တဲ့ဒါတွင်းနွက်ကြီးရဲ့နှာခမ်းဝပေါ့နော်အဲ့လိုပြောမလားမသိဘူးနော်ပြီးတဲ့ခါဆိုလို့ရှိရင် photon sphere လို့ခေါ်တဲ့ဒီအထက်ကအနီကွင်းလေးပြီးတဲ့ခါမှာဆိုလို့ရှိရင် accretion disk လို့ခေါ်တဲ့နော်ဘေးနားလည်နေတဲ့ခမောက်ကြီးနော်ပြီးလို့ရှိရင် corona လို့ခေါ်တဲ့ဟလာမှာ DO ထဲကနေအခုထွက်နေတဲ့အငွေ့တွေပေါ့နော်ပြီးတော့ particle jet လို့ခေါ်တဲ့ဒီလိုနှာခေါင်းမှုတ်တယ်လို့နော်နှာခေါင်းပေါက်ကနေထွက်နေတဲ့အငွေ့
နော်ဒီအကြောင်းတွေကိုလည်းကျွန်တော်ဆက်ပြီးတော့ရှင်းပြမယ်ပြီးတော့ကျွန်တော်ဒီဗီဒီယိုအစမှာပြောထားတဲ့မေးခွန်းတွေကိုလည်းဖြေသွားမှာဖြစ်ပါတယ်ဟုတ်ပြီ black hole ကိုစပြီးသဲလွန်စာပေးခဲ့တဲ့သင်္ချာတွေကိုစပြောရမယ်ဆိုလို့ကျွန်တော်နံပါတ်1ကတော့ကျွန်တော် Newtonian gravity ကိုစပြောမယ်အရင်တုန်းကလည်းကျွန်တော်အရင်ပိုင်းနေမှာပြောခဲ့ဘူးတာတွေရှိတယ်နော်အဲ့တော့ဒီတစ်ခေါက်ကတော့ရှုထောင့်တစ်ခုကနေပြောင်းပြီးတော့ပြောပြမယ်နော်အဲ့တော့ Newton ကဘာပြောလဲဆိုတော့ mass ဓာတ်ထုရှိတဲ့ဝတ္ထုတိုင်းကတစ်ခုနဲ့တစ်ခုစကြဝဠာမှာဆွဲတယ်နော်အဲ့တော့ဆွဲတာမှာအဲ့ဝတ္ထုတစ်ခုက 1kg ရှိတယ်နောက်တစ်ခုကလည်း 1kg ရှိတယ်နော်အဲ့နှစ်ခုကြားမှာလည်း1မီတာနော်တခိုက်ကြော်ပေါ့ခြားထားမယ်ဆိုရင်အဲ့နှစ်ခုကြားမှာရှိတဲ့ဆွဲအားဒီဘယ်လောက်ရှိလဲဆိုရင်6.67 into 10 to the power minus 11 newton ရှိပါတယ်တဲ့အဲ့လိုပြောတယ်နော်အဲ့ဒါဘာပြောတာလဲဆိုတော့ဟို10 to the power minus 11ဆိုတာတကယ်တော့တသမနောက်ကနေ3ညကြီးပဲဆက်တလုံးလောက်ပြစ်ထည့်လိုက်ပြီးတော့မှ66ခွန်နျူတန်ရှိတယ်လို့ပြောတာဆို impetus ကိုအားပြောတယ် gravity ဒီเนาะအဲ့ဒါကြောင့်မလို့လားကျွန်တော်နဲ့ဒီကင်မရာနဲ့ဒီဂျာမှာ thrust ဆွဲအားရှိပေမဲ့ကတ်မသွားတာဖြစ်တယ်เนาะဒါတွေကျွန်တော်ပြောပြီးဟုတ်ပြီအဲ့တော့ဒါပေမဲ့1 newton ဆိုတာဘယ်လောက်လဲကျွန်တော်ခံမှန်းလို့မရဘူးစိတ်ထဲမှာခံစားလို့မရဘူးဆိုအလွယ်ပြောပြမယ်ဆိုလို့ရှိရင်เนาะအဲ့တော့ဟို102 gram ပေါ့เนาะ100 gram 102 gram လောက်အလေးချိန်ရှိတဲ့ပန်းသီးတစ်လုံးလက်ထဲမှာကင်ထားလိုက်အဲ့ဒီပန်းသီးကကိုယ့်လက်ကိုဒီလိုဖိချတဲ့အားက1 newton ရှိတယ်เนาะအဲ့ဒါအလွယ်ပြောမယ်ဆိုရင်အခုနကတော့3တသမ3ညကြီးပဲเนาะအဲ့တော့10လုံးလောက်လှိမ့်လာပြီးတော့မှ66ခွန်ဆိုတော့ impetus ကိုအားပြောတယ်เนาะအဲ့တော့ gravity ဒီဟုတ်ပြီအဲ့ဒီကိန်းကဏ္ဍကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင် Newton's gravitational constant လို့ခေါ်တယ် G အကြီးနဲ့သင်္ကေတပြုတယ်ဒါဆိုတာရှင်းဟုတ်ပြီဟုတ်တယ်ဒါရှင်းပါပေါ့ဆိုနှစ်ခုလုံး 1kg စီရှိတယ်ဂျားထဲမှာလည်းခြားထားတာ1မီတာခြားထားတယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးအပြောင်းလေးတွေဖြစ်သွားတယ်နော် 1kg မဟုတ်ဘူးဘယ်လိုလုပ်မလဲလွယ်လွယ်လေးပဲဒါဆိုတော့ equation လေးထည့်လိုက်နော်အဲ့တော့ equation မှာဆိုအခုနအဲ့ g ဆိုတဲ့ဟာကိုအပေါ် mass နှစ်ခုနဲ့မြှောက်လိုက်နော်အဲ့တော့ခုနကတော့နှစ်ခုလုံး 1kg ဆို1နဲ့1နဲ့မြှောက်တော့1ပေါ့လေနော်ပြီးတော့ဘာလဲဆိုဘာနဲ့စားမလဲဆိုရင် r square ဆိုတာဂျားထဲမှာရှိတဲ့ distance ပေါ့နော်အကွာအဝေးခုနကတော့1မီတာခြားတယ်လို့ပြောတယ်အဲ့တော့ r square ကလည်း1မီတာ square ပဲဖြစ်သွားတယ်အဲ့တော့အဖြေကတော့ဒီကဏ္ဍပဲပြန်ရတယ်အဲ့ဒါကြောင့်ခုန6.6ခွန်နော်6.67 into 10 to the power minus 11 newton ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဥပမာနှစ်ခုပြောကြည့်မယ်ဥပမာတစ်ခုကတော့ဟုတ်ပြီအဲ့ဒီကစီးနှစ်ခုတည်းတစ်ခုက 1kg မဟုတ်ဘူး 2kg ဖြစ်မယ်ဝတ္ထုက2ဆကြီးတယ်ဆိုရင်ဘာဖြစ်မလဲလွယ်လွယ်လေးပဲလीအဲ့တော့ m1 m2 မှာ m2 က2ဆကြီးသွားတယ်ကြီးသွားတော့မြှောက်လက်က2ဆကြီးသွားတော့ဟိုဘက်က force ကလည်း2ဆကြီးမယ် drag ဆွဲအား2ဆကြီးမယ်ပေါ့အဲ့ကြောင့် Newton ကပြောတာလေဘာလို့ drag ဆွဲအားတည်တဲ့အဲ့ဒီ mass နှစ်ခုရဲ့မြှောက်လက်နဲ့ဓာတ်ရိုက်ချိုးကြတယ်ပေါ့ဒီလိုမျိုးပြောတာဟုတ်ပြီအဲ့ဒီပစီးနှစ်ခုကိုပဲကျွန်တော်ဒီတစ်ခေါက်ကြတော့ဘာလုပ်မလဲဆိုနည်းနည်းလေးခွဲလိုက်မယ်နော်အဲ့တော့သူတို့ရဲ့အကွာအဝေးကို2ဆခွဲလိုက်တယ်ဆိုရင်ဘာဖြစ်သွားမလဲအဲ့တော့အကွာဝေးက2ဆကွဲသွားတယ်2ဆဝေးသွားတယ်ဆိုရင်အောက်က r square က4ဆကြီးသွားမယ်ပေါ့ square တင်ထားတာ哦เนาะအဲ့ဒါဆိုတော့ဘာဖြစ်လဲပိုင်းချီက4ဆကြီးသွားတော့ r force က4ဆသေးသွားမယ်အဲ့လိုအဲ့တော့3ဆဝေး9ဆရော့တယ်10ဆဝေးအစ100ရော့တယ်အစ100ဝေးအစ1000ရော့တယ်စသဖြင့်ပေါ့ဒါ square ကိုပြောချင်တယ်ဒါက Newton's gravitational law ရဲ့ဟိုစာအခြေခံပဲအကျင့်အပိုင်းတွေလည်းပြောဘူးလေဆိုတော့ဒါဒီလောက်နဲ့ရက်နော်အဲ့တော့ဒါနဲ့ခုနဟို black hole နဲ့ဘာဆိုင်လဲလို့ပြောမယ်ဆိုရင်စဉ်းစားလို့ရတယ်လीအဲ့တော့ black hole မှာဆိုရင်သူ mass ကအကြီးကြီးပဲနော်အကြီးကြီးပဲဆိုတော့ခုန m1 m2 မှာဆို m1 က impetus ကိုများတယ်နော်အဲ့ဒါကြောင့်မလို့ black hole ရဲ့ drag ဆွဲအားဒီများတာနော်အဲ့ဒါအပြင်ကမှကျွန်တော်ဗာပြောလဲဆိုတော့ black hole ဒီ impetus တိတ်သီးတယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့သေးတယ်ဆိုအချင်းဝက်ကသေးတယ်ဆိုတော့ black hole ရဲ့မျက်နှာပြင်မှာဒါခင်ဗျာသွားနေမယ်ဆိုလို့ရှိရင် black hole နဲ့ခင်ဗျာဘယ်လောက်မှမကွာတော့ဘူးအဲ့တော့အဲ့ r ဆိုတဲ့ဟို distance ကတိုးတယ်ဆိုလို့ရှိရင်ဘာဖြစ်လဲ force ကများသွားပြီဘာလို့ဆိုတော့ဘိုင်းကြီးသိရင်ဘိုင်းဝေကြီးတယ်ဆိုတော့ဒါသဘောတရားဟုတ်ပြီဒါလောက်ဆို Newton's gravitational law ရမယ်နောက်တစ်ဆင့်ကကျွန်တော်ဗာပြောမလဲဆိုရင် orbital velocity ဆိုတဲ့ concept ကိုပြောမယ်နော်အဲ့ဒါကိုလည်းကျွန်တော်အရင်တုန်းကတော့လာကြီးဘာလို့ပြုံးမကြဆိုတဲ့ဒီဗီဒီယိုမှာပြောခဲ့ဘူးတာရှိတယ်ဒါမဲ့အကြမ်းမြင်လိုတဲ့လောက်ကလေးကိုကောက်နှုတ်ပြီးတော့ပြောပြအဲ့ဒါဘာအကြောင်းပြောချင်တာလဲဆိုတော့ Newton's cannonball experiment နဲ့အဲ့တော့ဗာလဲဆိုတော့ဒီပုံမှာကြည့်လိုက်ဒါဟိုမှာလူတစ်ယောက်ကပန်းသီးကိုလွှတ်ပစ်တယ်ဘေးလိုက်နော်လွှတ်ပစ်တဲ့ခါမှာကဘာကလည်းဆွဲတယ်သူကလည်းလွှတ်ပစ်တယ်အဲ့တော့ဗာဆိုကွေးလေးကြာသွားတယ်သူလွှတ်ပစ်တဲ့အားများလေ speed များလေအဲ့အကွေးလေးကပြဲဝါးလေပဲနော်ဒါဆိုရင်Newton ကတွေးတာဘယ်လိုလဲဆိုတော့သူ့မှာသားတဲ့နော်ဟိုသူကတောင်ထိပ်ကိုသွားပြီးတော့ impetus ကိုအားကြီးတဲ့အမြောက်တစ်ခုရှိခဲ့မယ်ဆိုရင်လည်းဒါ thought experiment နော်သူတကယ်လုပ်လို့မရဘူးသူခင်မှာမရှိအဲ့ဒီဟာကြီးနဲ့နော်သူအမြောက်တစ်ခုအားရပါရပြစ်လိုက်မယ် speed တစ်ခုနဲ့ခက်မြင့်ပြစ်လိုက်တဲ့အခါမှာတဲ့ဘာဖြစ်လဲဆိုတော့အဲ့ဒီကောင်ကနော်အောက်ကိုတော့ကွေးပြီးတော့ကြာတယ်ဒါပေမဲ့ तू ကွေးသွားတဲ့အကွေးနဲ့ကဘာရဲ့အခုံးနဲ့ကတူသွားတဲ့အခါမှာတဲ့အဲ့ဒီကောင်ကကဘာကိုတစ်ပတ်ပြီးပတ်ပြီးတော့နော်ဒီကဘာမြင်မြင်တဲ့မျိုးလုံးဝမထိတာမျိုးဖြစ်နိုင်တယ်ဆိုပြီးတော့ Newton ကတွေးခဲ့တယ်ဒါကို Newton's cannonball experiment လို့ခေါ်တယ်နော် experiment ဆို thought experiment နော်အဲ့တော့အုံးလာတယ်မှာတွေးခဲ့တယ်နော်အဲ့ဒါကတောင်စီမြတ်လျှောက်တွေးတာမဟုတ်ဘူးဒီဘက်ခင်မှာနော် satellite တွေအကုန်လုံးကဘာကိုပတ်နေတာလကကဘာကိုပတ်ပြီးတော့ကဘာပေါ်ကျမလာတာဒီအကုန်လုံးကဒီအခြေခံဒီသဘောတရားရဲ့အခြေခံပဲ
နော်အဲ့တော့အဲ့လိုဆိုလို့ရှိရင်ပြန်စဉ်းစားကြည့်ရမှာဆိုအဲ့ဒီပန်းသီးကနော်ကဘာရဲ့ဆွဲငင်အောင်မခံရဘူးလားခံရတာပေါ့ကဘာရဲ့ဆွဲငင်အောင်ဒါမခံအောင်ဆိုလို့ရှိရင် तू ပြက်လိုက်ခဲ့ဖြောင်းဖြောင်းကြီးသွားမှာလေစကြဝဠာထဲကိုလွင့်ထွက်သွားမှာအဲ့လိုမဟုတ်ဘူးကဘာမြေပြင်ပေါ်ကိုကျလာတယ်ကွေးလေးဒါပေမဲ့ तू ကျတဲ့အကွေးနဲ့ကဘာရဲ့အခုံးနဲ့တူသွားတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးဖြစ်သွားတပတ်ပြီးတပတ်ပတ်သွားတာနော်အဲ့တော့ဘလို့လဲဆိုလို့ရှိရင်ဒီပုံလေးနဲ့ကြည့်လိုက်ပိုသိတာတယ်အဲ့တော့ပန်းသီးကကဘာရဲ့ဆွဲငင်အောင်ခံရတယ်နော် तू ကအောက်ကိုတက်ကြရမှာဒါပေမဲ့ at the same time မှာပဲသူ့ကိုအရှိကိုတွန်းလိုက်တဲ့ speed ကအရင်များတဲ့အတွက်ကြောင့်မလို့ဘေးတိုက်ကူလည်းအများကြီးရွေသွားတယ်ရွေသွားတဲ့အတွက်ကြောင့်မလို့ဒီအခုံးပေါ်မှာပဲပန်းသီးကပြန်ပြီးတော့ရောက်နေတယ်နော်ပြောချင်တာမြေကြီးကနေလှမ်းပြီးတော့တိုင်းလို့ရှိရင်အမြင့်ချင်းတူနေတယ်အဲ့ဒါကြောင့်ဒီပန်းသီးဒီပြုတ်ကျနေတာလားလို့ပြောရင်ပြုတ်ကျနေတယ်အစင်ထာဝရပြုတ်ကျနေတယ်ဒါပေမဲ့မြေကြီးနဲ့နီးလာလားဆိုရင်နီးမလာဘူးဘာလို့ဆိုတော့ကမ္ဘာမြေပြင်ကခုံးနေလို့နော်အဲ့ဒီလိုမျိုးဖြစ်နေတာကိုဘာဖြစ်လဲဆိုတော့ဒါ orbital velocity နဲ့ကမ္ဘာကိုပတ်နေတယ်လို့ခေါ်တယ်နော်အဲ့ဒါ orbital velocity ရဲ့ concept ပဲဒါပေမဲ့လက်တွေ့မှာနော်အဲ့တော့လက်တွေ့မှာအဲ့လိုသွားပြစ်ကြည့်အဲ့လိုဖြစ်မလားဆိုတော့လက်တွေ့မှာဆိုလို့ရှိရင်တော့ဘာလို့လေထုရှိတယ်လေထုရှိတဲ့ကြောင့်လေထုခုခံမှုကြောင့်အရှိန်တွေညော့လာတာမျိုးတွေရှိတယ် speed တွေညော့လာတာရှိတယ်ဒါပေမဲ့လေထုနဲ့ဝေးတဲ့နေရာမှာမလာတို့ ISS တို့နေရာမှာဆိုလို့ရှိရင်အဲ့တိုင်းသွားလို့ရှိရင်ကမ္ဘာပေါ်ဘယ်တော့မှပြုတ်ကျမလာတော့အဲ့လိုဖြစ်ဖို့အတွက်ဘယ်လောက် speed များများနဲ့ပြည့်ရမလဲအဲ့လိုအပ်တဲ့ speed ကိုဘာခေါ်လဲဆိုရင် orbital velocity လို့ခေါ်တယ်နော်အဲ့ဒီ orbital velocity ကိုရှာတဲ့ပုံသဏ္ဍာန်ကြီးရှိတယ်အဲ့တော့ဒီမှာပြထားတယ်ဘာလဲဆိုလို့ရှိရင် square root gm divided by r နော်အဲ့တော့ g ဆိုတာကျွန်တော်ခုနပြော Newton gravitational constant m ဆိုတာကမ္ဘာအလေးချိန်နော်ကမ္ဘာကိစ္စမှာဆိုကမ္ဘာအလေးချိန်ပေါ့နော်နေကိုပတ်နေတာဆိုလဲနေရဲ့အလေးချိန်ပေါ့နော် black hole ကိုပတ်နေတာဆိုလဲ black hole ရဲ့အလေးချိန်ပေါ့အကုန်ဆိုင်တယ်နော်အလေးချိန်ဆိုတာလွယ်ပြောတာ drug to ပြောတာနော် mass နဲ့ weight နဲ့တူတော့မတူဘူးဒါပေမဲ့ဒီ video အတွက်တူတယ်လို့ပဲသဘောထားလိုက်နော်အဲ့တော့အလေးချိန်နော်နာလူနာလဲအောင်ပြောမယ်ဆိုရင် r ဆိုတာတော့ဗာလဲဆိုတော့အကွာဝေးဆိုတာဒီကိစ္စမှာဆိုရင်တော့ကမ္ဘာအချင်းဝက်ပေါ့လားကိုကကမ္ဘာမြေမျက်နှာပြင်ပေါ်ကစမ်းနေတယ်ဆိုရင်တော့ကမ္ဘာဘူဟိုကနေမျက်နှာပြင်ဘယ်လောက်ကွာလဲဆိုတော့ကမ္ဘာအချင်းဝက်နော်အဲ့တော့ဒီပုံရလားဒီပုံသင်နည်းကိုမှကျွန်တော်တို့ဒီကိန်းသေးတွေကိုဖယ်လိုက်တဲ့ခါမှာကိန်းရှင်ကနှစ်ခုရှိတယ်ပေါ့အဲ့တော့ဗာလဲဆိုတော့နံပါတ်1ကကမ္ဘာအလေးချိန်နော်အဲ့တော့ဗာလဲဆို a orbital velocity ဒီကမ္ဘာအလေးချိန်နဲ့ဓာတ်ရိုက်ချိုးကြတယ်အော်ပြောချင်တာပါဆိုတော့ကမ္ဘာနေရာမှာနေဖြစ်မယ်ဆိုရင်ပို့ပြီးမြန်ပတ်မှာရ orbital velocity များသွားပြီနော်အဲ့ဒါကြောင့်မလို့ဗာလဲဆိုတော့ဟလာဟို Mercury ဆိုရင်နေနာပတ်တဲ့ခါမှာအရင်မြန်တယ်ရှူးနေတော့88ရက်နေတပတ်ပတ်သွားတယ်เนาะအဲ့တော့ကဘာ365ရက်ကြာတဲ့ခါမှာเนาะဘာကြောင့်လဲဆိုတော့ orbital velocity များသွားတယ်ဘာလို့များလဲဆိုတော့ဟိုဟာနေရ drag to များလို့အဲ့နေနေရာမှာနေဖို့ဘူး black hole ဖြစ်မယ်ဆိုရင်အဲ့ဒီ mass ကအရင်များသွားပြီเนาะ mass ကအရင်များသွားပြီဆိုတော့အဲ့ black hole နားမှာပတ်နေတဲ့ခါမှာ imminent ကိုမြန်တယ်နော်မြန်လုံးလို့အရေးတွေအကုန်လုံးပျော် plasma တွေဖြစ်ပြီးတော့အနီရောင်တွေထတောက်လာအဲဒါကြောင့် accretion disk ဆိုတာပေါ်လာနော်အဲ့ဒါအခုကအစအမီးလေးပြောလိုက်ဒါ orbital velocity ပိုများလာလို့နောက်တစ်ကြောင်းကဘာလဲဆိုနောက်တစ်ကိန်းရှင်ကဘာလဲဆို r နော်အဲ့တော့အဲ့ဒီ square root of r နဲ့ဘာဖြစ်လဲဆိုတော့ပြောင်းမြန်အချိုးကြတယ်တဲ့အဲ့တော့ပြောချင်တာဘာလဲဆိုတော့ဟို distance ဝေးလေ orbital velocity နည်းလေ distance နီးလေနော် center နဲ့ပေါ့နော်နီးလေ orbital velocity များလေနော်အဲ့တော့အဲ့တုန်းကတော့ကျွန်တော်ဘယ်လိုပြောလိုက်လဲဆိုတော့နော်အဲ့ဒီကမ္ဘာမြေမျက်နှာပြင်ကိုမထိဖဲနဲ့တပတ်ပြီးတပတ်ပတ်ဖို့အတွက် orbital velocity ဘယ်လောက်လို့လဲကမ္ဘာမြေမျက်နှာပြင်မှာဆိုရင် 7.8 km/s လို့အများကြီးပဲနော်အဲ့တော့တစ်စက္ကန့်ကို9.8 km 9မိုင်နီးပါးလောက်ရှိတယ်တနာရီမဟုတ်ဘူးနော်တစ်စက္ကန့်နော်တစ်စက္ကန့်အဲ့လောက်ထိသွားမှာဘာဖြစ်လဲဆိုရင်ကဘာဆွဲလို့အောက်ရောက်တာနဲ့သူကရှေ့ရောက်တာနဲ့ကြေပြီးတော့ဘာဆိုကဘာအခုံတိုင်းပဲတပတ်ပြီးတပတ်သွားဟုတ်ပြီနော်အဲ့လိုသွားတာဒါပေမဲ့တကယ် 7.8 နဲ့တော့ကိုတခုခုကိုပြစ်ကြည့်ကဘာမြေပြင်နဲ့ပြင်ပေါ်မှာအဲ့လိုမဖြစ်ဘူးဘာလို့လဲဆို air resistance ဆိုတာရှိတယ်အော်တဖြည်းဖြည်းနဲ့တော့အရှိန်လျော့ပြီးပြုတ်ကျသွားမယ်ဒါမဲ့ဒါထားလိုက်အဲ့တော့ okay ကဘာကနေကီလိုမီတာ400လောက်မြင့်နေမှာ ISS International Space Station ဆိုရင်သူ့နားမှာလေမရှိတော့ဘူးမရှိတဲ့လောက်နီးပါးနည်းသွားတယ်အဲ့တော့ air resistance ဆိုတာမရှိတော့ဘူးနော်အဲ့ဒါအဓိကမဟုတ်ဘူးအဲ့တော့ r လို့ခေါ်တဲ့ distance ကများသွားတဲ့အတွက်ကြောင့်မလို့ပါဆို orbital velocity လျော့သွားတယ် 7.66 km/s နဲ့သွားရုံနဲ့ဘာဖြစ်လို့ဆိုတော့ကဘာကိုတပတ်ပြီးတပတ်ပတ်သွားနိုင်တယ်ကဘာမြေပြင်လာမရိုက်ဘူးနော်ဥပမာကဘာနဲ့ကီလိုမီတာပေါင်း 3,800,000 လောက်ဝေးတဲ့လဆိုရင်နော်အဲ့တော့ r များသွားပြီနော် distance ကများသွားပြီဆိုတော့ orbital velocity နည်းသွားပြီအဲ့တော့ဗာလဲဆိုတော့ 1.02 လာမသိအဲ့လောက်သွားရုံနဲ့ဘာဖြစ်လဲဆိုတော့ကဘာမြေပြင်လာမရိုက်ဖ ೇನೆ တပတ်ပြီးတပတ်နဲ့လဲသွားတယ်ဆိုတော့အဲ့ဒီတုန်းကတော့ကျွန်တော်ဗာလဲဆိုတော့အဲ့ဒီ orbital velocity အကြောင်းကိုပြောခဲ့တယ်ဟုတ်ပြီအဲ့တော့အဲ့ orbital velocity နဲ့ black hole နဲ့ဘာဆိုင်လဲဆိုရင်ကျွန်တော်ခုနပြောသလိုပဲအဲ့တော့ဒီ black hole တစ်ခုရဲ့ accretion disk မှာရှိနေတဲ့เนาะဒီหนีတောက်နေတဲ့အရာတွေဒီဗာလဲဆိုတော့နော်နံပါတ်1ကတော့ black hole ရဲ့ gravity များတယ်ဆိုတော့ခုန m မို့နော် mass ကများတယ်အလေးချိန်များတယ်နံပါတ်2ကကျတော့သူတို့ဒီ black hole နဲ့ immediate ကိုနီးတယ်ဘာလို့ဆိုတော့ black hole ဒီချစ်လည်နေတဲ့ structure မလို့နော်အဲ့ဒါကြောင့်မလို့ပါဆို r ကလည်းနေတယ်အဲ့ဒါနှစ်ခုကြောင့်မလို့ orbital velocity အရန်များတယ်သူတို့လှည့်ပတ်တဲ့ speed ကအရန်ကိုများလွန်သွားကြီးတဲ့အတွက်ကြောင့်မလို့ဘာလဲဆို solid အနေနဲ့မနေတော့ဘူးအကုန်လုံးအရေးတွေပျော် plasma တွေဖြစ်ဒါမျိုးတွေဖြစ်သွားတာခဏနေအသေးစိတ်ပြောပြဒါ orbital velocity
အဲ့ဒါ orbital velocity ရပြီဆိုရင်နောက်တစ်ခုကတော့ကျွန်တော် escape velocity ကိုပြောပြเนาะ escape velocity ကတော့အရင်တော့မပြောဘူးဆိုတော့အခုမှသေချာပြန်ပြောပြမှာဆိုတော့နည်းနည်းလေးချိန်ပို့ပေးရမယ်ပေါ့เนาะအဲ့တော့ဟိုစိတ်မရှိရင်ဟိုတင်ချာအပိုင်းကိုကြော်ပြီးတော့ဆက်နားထောင်လို့ရတယ်အဲ့တော့ escape velocity ဆိုတာဘာလဲဆိုတော့အလွယ်ဆုံးပြောမယ်ဆိုရင်ကျွန်တော်တို့ဟလာဟိုဒီပစ္စည်းတစ်ခုကိုအကောင်းမြင်ပေါ့လွတ်ပစ်လိုက်เนาะပစ်လိုက်တဲ့အခါမှာကဘာပေါ်ပြန်မကျဘဲနဲ့လုံးဝဆက်ကြပါလားအထဲမှာတသက်လုံးရောက်သွားဖို့လိုအပ်တဲ့ speed ဘယ်လောက်နေပြည့်ရမလဲဆိုတာ escape velocity ဒါမဲ့အဲ့လိုဖြစ်နိုင်ပါမလားဆိုတာတွေးကြည့်ရမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီဟာလေးကိုစပြီးတော့ပြောပြအဲ့တော့လူတစ်ယောက်ကဒီကတော့ပန်းသီးမဟုတ်တော့အသေးလေးထားလိုက်ပေါ့နော်အဲ့တော့အဲ့ဒီဟာလေးပြစ်ချလိုက်မယ်နော်ပြစ်ချလိုက်တယ်ဆိုတော့ကဘာပေါ်ကျသွားတယ်နော်တေချာကြည့်လို့ရှိရင်ဘာလဲဆိုတော့စစချင်းကနှင်းနှင်းကျတယ်တဖြည်းဖြည်းနဲ့မြင်လာတယ်ဒါကိုဘာခေါ်လဲဆိုတော့ acceleration အရှိန်လို့ခေါ်တယ်အရှိန်ဆိုတော့အလျင်ကြီးပြောင်းလာတာအလျင်ကြီးတိုးလာတာပေါ့နော်အဲ့ဒါဘယ်လောက်လဲဆိုတော့ကဘာမြေပေါ်မှာဆိုရင်ကျွန်တော်သိတယ် 9.8 meter per second square နော် square ဆိုတာပါတယ်နော်အရေးကြီးတယ်meter per second square အဲ့ဒါဘာပြောရလဲဆိုတော့တစ်စက္ကန့်တိုင်းမှာ9.8 meter per second တက်တယ်လို့ပြောတာခဏနေသေးစိတ်ရှင်းပြဟုတ်ပြီအဲ့တော့ minus sign လေးထည့်ထားတာဘာမှမဟုတ်ဘူးเนาะကျွန်တော်တို့ကအပေါ်အပေါက်အောက်ကိုနှုတ်ဆိုပြီးလုပ်ထားတာဘာမှဟို direction ပဲပြောတာဘာမှမဟုတ်ဘူးအဲ့တော့ 9.8 meter per second square ဆိုတာဘာကိုပြောတာလဲတစ်စက္ကန့်ကို9.8 meter သွားတယ်လို့ပြောတာလားမဟုတ်ဘူးเนาะမဟုတ်ဘူး9.8 meter ဆိုတာပေ30လောက်ပေါ့ဒါပေမဲ့တစ်စက္ကန့်ကို9.8 meter သွားတယ်လို့ပြောတာမဟုတ်ဘူးဘာပြောတာလဲဆိုတော့တစ်စက္ကန့်တိုင်းမှာသူ့ရဲ့အလျင်ကတစ်စက္ကန့်ကို9.8 meter တက်သွားတယ်လို့ပြောတာเนาะဒါအရှိန်အလျင်မဟုတ်ဘူးဒါကိုနားလည်အောင်ကျွန်တော်ဒီလိုလေးပြောပြမယ်။ तू ကဒီပစ္စည်းလေးလွှတ်ချလိုက်တယ်ထား။ဆက်စချင်းဟလာ3စက္ကန့်မှာဆိုရင်သူ့ရဲ့ speed က0။တစ်စက္ကန့်လဲနေရောသူ့ရဲ့ speed က 9.8 meter per second ဖြစ်သွားတယ်။တစ်စက္ကန့်9.8 meter နှုန်း။နောက်တစ်စက္ကန့်လဲနေရောသူ့ရဲ့ speed ကပါလဲ19.6 meter per second ဖြစ်သွားတယ်။တဖြည်းဖြည်းနဲ့ပါဆို speed ကတက်လာတယ်။စက္ကန့်နဲ့လိုက်။အဲ့ဒါကြောင့်မလို့ဒါဟုတ်လားဟိုတစ်ထပ်တိုက်ကခုန်ချရတယ်10ထပ်တိုက်တာခုန်ချတာနဲ့ပြည်ကြီးနဲ့ရောက်ခဲ့တဲ့အချိန်မှာ speed ချင်းမတူတာပေါ့။ဒါကရှိန်အဲ့ဒါကိုဘာခေါ်လဲဆိုရင်ကမ္ဘာဆွဲရှိန်လို့ခေါ်တယ် G အသေးနဲ့သင်္ကေတပြုတယ်နော်အဲ့တော့ -9.8 meter per second square minus ဆိုတာဘာမဟုတ်အောက်ကိုပြောချင်တာတခြားတစ်ပါးတိတ်ပဲမှာမဟုတ်ဘူးဟုတ်ပြီဒီတစ်ခါကကျွန်တော်တို့ကအောက်ကိုပြစ်မချအောင်အပေါ်ကိုပြစ်တယ်နော်အပေါ်ပြစ်တယ်မယ်ဆိုတော့လေဆက်စချင်းကျွန်တော်တို့ကဒီအသေးလေးကိုနော်9.8 meter per second နှုန်းနဲ့အပေါ်ကိုပြစ်တင်နေပဲထားလိုက်တော့နော်အဲ့တော့တစ်စက္ကန့်ကို9.8 meter တစ်စက္ကန့်ကိုပေ30နီးပါးပေါ့နော်32ပေနီးပါးပေါ့ sorryအဲ့တော့အဲ့လောက်နှုံးနဲ့အပေါ်ကိုပြစ်တင်လိုက်တယ်ဆိုရင်နော်ပထမ0စက္ကန့်မှာတော့ဟုတ်တယ်တစ်စက္ကန့်ကို9.8 မီတာနှုံးတစ်စက္ကန့်လဲကြာအောင်ဘာဖြစ်သွားမလဲကမ္ဘာဆွဲရှင်က9.8 -9.8 မီတာ per second square လေတစ်စက္ကန့်တိုင်း9.8နှုတ်မယ်လို့ခင်ဗျားကိုပြောထားတာဆိုတော့နောက်တစ်စက္ကန့်လဲနေရောသူ့ရဲ့ speed က0ဖြစ်သွားတယ်ဒါဆိုတစ်စက္ကန့်တိမှာကောက်ကင်မှာရပ်သွားတယ်နော်ပြီးလဲပြီးတော့ပြန်ပြုတ်ကြလာအဲ့တော့ကမ္ဘာမြေပေါ်ကနေမလွတ်ဘူးနော်လက်တွေ့မှာဆိုတစ်စက္ကန့်တော့ခံမှာမဟုတ်ဘူးဘာဖြစ်လို့ဆို air resistant တို့ဘာလို့ရှိတယ်ဒါမဲ့ဒါခဏထားလိုက်နော်ဒါဒီပုံလေးရအဲ့ဒါကို graph နဲ့မှနားလေတက်တဲ့လူဆိုလို့ရှိရင်ကျွန်တော် graph လေးလုပ်ပေးထားတယ်ဘာလို့ဆိုတော့ဟို x ဝင်ရိုးအလျားလိုက်မှာအချိန်ကိုထားတယ် y ဝင်ရိုး down လိုက်မှာ velocity ပေါ့ speed ကိုထားတယ်နော်အဲ့စချင်း speed တစ်ခုနဲ့ပြစ်လိုက်တယ်အချိန်တစ်ခုလဲကြာအောင် air speed ကယော့သွားတယ်0ဖြစ်သွားတယ်အဲ့ဆိုလေထဲမှာတက်လန်းရက်သွားပြီပြီးခဏနေပြန်ပြုတ်ကြဒါရှင်းလေးပဲဒီတစ်ခေါက်ကျတော့ကျွန်တော်တို့ကကဲဟိုအားနစသုံးမယ်ဟလာဆက်စချင်းမှာ9.8နဲ့မပြည့်ပဲနဲ့19.6နော်တစ်စက္ကန့်19.6 မီတာအလျင်နဲ့ပေါ့ပြည့်လိုက်မယ်ဆိုရင်အဲ့လိုပဲတစ်စက္ကန့်နေတော့19.6ထဲ9.8နှုတ်တော့9.8ပဲပြန်ကြံနော်နောက်တစ်စက္ကန့်လဲနေရောထပ်နှုတ်ခံလိုက်ရတော့3ညဖြစ်သွားပြီအဲ့တော့ဘယ်ဆိုရက်သွားပြီနော်အဲ့တော့2စက္ကန့်လဲနေရောကိုပြစ်လိုက်တဲ့ speaker ကုန်သွားပြီရက်သွားတယ်ဒါပဲအဲ့ဒါဟိုဒီဘက် G အသေးacceleration due to gravity ဆိုတာအဲ့ဒါကိုပေါ်ပြတာအဲ့တော့တစ်စက္ကန့်တိုင်းမှာနော်9.8အစင်းဆိုရင်ပေါင်းပေးတယ်ပေါ့အတက်ဆိုရင်နှုတ်ပေးတယ်ပေါ့နှုတ်သွားအခုဆိုကုန်သွားပြီ speaker နော်ဒါပဲကျွန်တော်ဒီမှာဒီအနီ3ခုကိုနော်ဟိုညီမျှမချဲထားဘူးနော်မျက်စိနဲ့မြင်လားမသိဘူးဒါ3စက္ကန့်ဒါ1စက္ကန့်ပြီး2စက္ကန့်ကြာတော့နည်းနည်းလေးပဲရွေ့သွားတာပထမ1စက္ကန့်မှာများရွေ့ဒုတိယ1စက္ကန့်မှာနည်းနည်းရွေ့ပြီးတော့ရပ်သွားတာဒါ graph နဲ့ဆွဲမယ်ဆိုလဲဒီလိုပဲပေါ့စချင်းမှာ speed များနဲ့စလိုက်တယ်အဲ့တော့နည်းနည်းပူကြခံတယ်ဒါပေမဲ့ဘယ်လောက်မှမနေဘူးခဏနေတော့2စက္ကန့်နေတော့ဘာဖြစ်လဲ speed က0ဖြစ်သွားတယ်ဒါပဲဒီတိုင်းဆိုရင်ကျွန်တော်ဒီ graph တွေဘာလို့ပြောလဲဆိုတော့ဒီအတိုင်းဆိုခင်ဗျာဘယ် speed နဲ့ပဲပြစ်အချိန်တန်ရင်ဘာဖြစ်လဲဆိုတော့ကဘာပြန်ဆွဲတဲ့ကြောင့်မလို့နှေးသွားမယ်ရက်သွားမှာပဲရက်သွားမှာပဲလေအဲ့တော့ဒီကျွန်တော်ဆွဲထားတဲ့ဒီအပြာရောင် line 2 line ကိုလည်းကြည့်လိုက်လေမြင်းနေရမြင်းဖြောင်းနေနော် parallel ဖြစ်နေတယ်မြင်းဖြောင်းနေအဲ့တော့ခင်ဗျာဘယ်ကြိုက်တဲ့ speed နဲ့ပြစ်နော်ဘာဖြစ်လဲဆိုတော့ချိန်တန်လို့ရှိရင် x ဝင်ရုံကိုလာထိသွားမှာပဲပြောချင်တာ speed က0ဖြစ်သွားမှာဒါဆိုရင်ဘယ်လိုပြစ်နော်ဒီကဘာရဲ့ဆွဲအားနေလွတ်သွားတယ်ဆိုတာမရှိတော့နော်ဆိုတော့တဲ့
ကျွန်တော်တို့ကဘာကိုထည့်ပြီးစဉ်းစားဖို့လိုလဲဆိုတော့နောက်တစ်ခုကဘာလဲဆိုရင်ဒီပုံလေးကိုကြည့်လိုက်နော်အဲ့တော့အခုချိန်မှာဒီပန်းသီးလေးကကမ္ဘာဘဟုကနေပြီးတော့ဟလာအချင်းဝက်တစ်ခုစာရှိတယ်နော်ပြစ်လိုက်လို့တရမ်းမြင့်သွားတယ် special မြင့်သွားတယ်ဆိုအချင်းဝက်2ခုစာဖြစ်သွားမယ်အချင်းဝက်3ခုစာဖြစ်သွားမယ်အဲ့လိုအမြင့်နေမှာကိုကမ္ဘာဆွဲအားတူသလားနော်အဲ့တော့ခုနကျွန်တော်ပြောတဲ့ကမ္ဘာဆွဲရှိန်လို့ပြောတဲ့ 9.8 meter per second square အဲ့နေရာတွေမှာဟုတ်သလားမဟုတ်တော့ဘူးညော့သွားပြီဘာလို့ဆိုကမ္ဘာဆွဲအားလေးအဲ့နေရာမှာညော့သွားတယ်အဲ့ဒါကြောင့်ကမ္ဘာဆွဲရှိန်ကလည်း 9.8 မဟုတ်တော့ဘူးညော့သွားတယ်နော်ဘယ်လောက်ထိညော့သွားလဲတော့အသေးစိတ်မတွက်တော့ဘူးအဲ့တော့ပြောချင်တာပါလဲဆိုတော့ခုန Newton ရဲ့ဟို gravitational law မှာပြောတယ်လို့ပဲဘာဖြစ်လဲဆိုတော့အကွာဝေး2ဆတိုးသွားရင်ဆွဲအား4ဆညော့သွားတယ်အကွာဝေး3ဆတိုးသွားရင်ဆွဲအား9ဆညော့သွားတယ်နော်အဲ့တော့ဒီမှာကျွန်တော် graph လေးဆွဲလိုက်မယ်နော်အဲ့တော့ပိုင်းခြေမဟုတ်ပါဘူးဒီ x ဝင်ရိုးအလျားလိုက်မှာအကွာဝေးထားလိုက်မယ်ဘဟိုကနေအကွာဝေးအပေါ်က down လိုက်ဝင်ရိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီကမ္ဘာဆွဲအားကိုထားလိုက်မယ်ဆိုရင်ဟုတ်လားတော့ကမ္ဘာဆွဲအကွာဝေးတက်လာတဲ့မြကမ္ဘာဆွဲအားထိုးပြီးကြာသွားတယ် square နဲ့ကြာသွားတာနော်မြင်းကွေးနဲ့ကြာတာမြင်းပြောင်းနေအောင်ကြာတာမဟုတ်ဘူးပြောချင်မြင်းကွေးဆိုတဲ့အဓိပ္ပာယ်အသိ2ဆတက်သွားရင်ဟို4ဆယော့သွားတယ်3ဆတက်သွားရင်ဟို9ဆယော့သွားတယ်4ဆတက်ရင်ဟို16ဆယော့သွားတယ်အဲ့လိုမျိုးနဲ့ဆိုထိုးပြီးတော့ကမ္ဘာဆွဲအားထိုးကြာသွားတယ်ဒါပေမဲ့အဲ့နေရာကိုရောက်ဖို့တော့လိုမယ်နော်အဲ့နေရာကိုမစကြတဲ့မရောက်ဘူးလုံးဝမဖြစ်နိုင်အဲ့ဒီတော့ escape velocity ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ကျွန်တော်ကပြစ်လိုက်လို့ speed တစ်ခုကအရမ်းများတဲ့ speed တစ်ခုနဲ့ပြစ်လိုက်လို့ရှိရင်နော်ကိုကလည်းအပေါ်ကိုပြစ်တင်လိုက်တဲ့အတွက်ကြောင့်မလို့ကဘာပြန်ဆိုတော့ကိုယ့်ရဲ့ speed ကလည်းရော့လာတယ်အလားတူပဲကိုကအမြင့်ယူမြန်ရောက်သွားတဲ့အတွက်ကြောင့်မလို့ဘာဖြစ်လို့ဆိုတော့ကဘာဆွဲအားလည်းရော့သွားတယ်အချိန်ကြီးတစ်ခုမှာတဲ့နော်ဘာလဲဆိုတော့ကဘာကြီးကဆွဲလို့ဒီကောင် speed ရော့သွားတဲ့နှုံးထက်နော်သူကခက်ဝေးရောက်သွားလို့ကဘာဆွဲအားရော့သွားတဲ့နှုံးကပုံမြန်သွားတယ်ဆိုတဲ့အချိန်ကြီးရှိနိုင်တယ်နော်ဒါကို escape velocity လို့ခေါ်တာ graph နဲ့ကြည့်မယ်ဆိုလဲဒီလိုပဲဒီဘက်က graph လေးမှာကြည့်လိုက်အပြာရောင် graph လေးမှာကျွန်တော်နည်းနည်းချုပ်လိုက်နော်ချုပ်လိုက်ဟိုး speed အမြင့်ကြီးနဲ့ပြစ်လိုက်တဲ့အခါမှာဘာလို့ဆိုတော့မှာကြည့်လိုက်မြင်းပြောင်းမဟုတ်တော့ဘူးမြင်းကွေးဖြစ်သွားတယ်ပြောချင်တာဘာလဲဆိုအရှိန်ကယော့လာတာမှန်တယ်ဒါပေမဲ့အရှိန်ယော့လာတဲ့နှုံးကနှေးလာတယ်ဘာဖြစ်လို့ဆိုကမ္ဘာဆွဲအားပျော့လာလို့အဲ့တော့အဲ့ဒီ graph ရဲ့အောက်ခြေကိုကြည့်လိုက်3ညနဲ့ပဲတော့မှမထီတော့ပြောချင်တာဘာလဲဆိုတော့ကဘာကသူ့လိုက်ဆွဲပေမဲ့သူသွားတဲ့ဟာပို့ပြီးတော့မြန်နေတယ်ချိန်တိုင်းအတွက်ပိုမြန်နေတယ်အဲကြောင့်သူ့ရဲ့ speed ဒီဘယ်တော့မှ0မရောက်တော့ဘူးအဲ့ဒီလိုဖြစ်အောင်ပြင့်နိုင်တဲ့ဆချင်းကနဦးအရင်ကိုဘာခေါ်လဲဆိုရင် escape velocity လို့ခေါ်တယ်နော်အဲ့ဒီ escape velocity ကကျွန်တော်တို့ကဘာပေါ်အတွက်ဆိုလို့ရှိရင်ဘယ်လောက်ရှိလဲဆိုတော့ 17.2 km/s နော်တစ်စက္ကန့်ကို17 km ကျော်နဲ့အပေါ်ပြစ်တယ်ဆိုလို့ရှိရင် air resistance တွေပါဖဲလိုက်နော် air resistance ရှိရင်တော့နည်းနည်းပိုပြည့်ရမှာပေါ့အဲ့တော့တစ်စက္ကန့်ကို17 km ကျော်နဲ့ပြစ်လိုက်တဲ့အခါမှာတဲ့သူကပြောချင်တာဘာလဲဆိုတော့ကဘာပြန်ဆွဲပြီးမယ်လို့သူ့မိအောင်မဆွဲနိုင်တော့ဘူးအဲ့မှာ escape velocity ဖြစ်သွားတယ်ဟုတ်ပြီအဲ့ဒီ escape velocity နဲ့ black hole နဲ့ဘာဆိုင်လဲเนาะအခုကကျွန်တော် black hole အကြောင်းပြောမှာဆိုတော့ဒါမဲ့ခဏလေးเนาะသိခံပြီအဲ့တော့ဒီကဘာမြေမျက်နှာပြင်ပေါ်ကနေလွတ်ထွက်ဖို့အတွက် escape velocity ဒီ 11.2 km/s เนาะတစ်စက္ကန့်เนาะတစ်နာရီမဟုတ်တစ်စက္ကန့်တွင် 11.2 km အခုန orbital velocity တဲ့ပိုများတယ်เนาะ orbital velocity 7.8ပဲကျွန်တော်ပြောထားတာဘာကြောင့်လဲဆိုတော့ပြောပြအလားတူပဲကေလပုံကနေဆိုလို့ရှိရင် escape velocity ကဘယ်လောက်ပဲဆိုတော့ 2.3 km/s ပဲရှိတော့တယ်ဘာလို့လဲဆိုတော့လအတွက်ဆိုရတာသိတာဘူးနော်နေမျက်နှာပြင်ကနေ escape velocity ဆိုဘယ်လောက်ရှိလဲဆို618 km/s တစ်စက္ကန့်ကိုကီလိုမီတာ600လောက်သွားမှနေရနေလွတ်တယ်မဟုတ်ရင်မလွတ်ဘူးဒီလိုမျိုးပြောချင်တာဟုတ်ပြီအဲ့တော့တခုကြားဖြတ်ပြီးတော့ပြောလိုက်မယ်နော်အဲ့ဆိုဒုံးမြန်နေပေါ်တက်တယ်ဟုတ်လားကျွန်တော်မြင်နေရတယ်လေအဲ့ဒါဆိုတော့သူတို့ကဒီကဘာဒီဟိုကနေလွတ်သွားဖို့ဆွဲအားကနေလွတ်သွားဖို့လွတ်တယ်တော့မရှိဘူးပေါ့နော်ဒါပေမဲ့ကဘာဆွဲအားနေပြန်မကျဖို့ဆိုလို့ရှိရင်ဘယ်လောက်လဲဆိုတော့ escape velocity 11.2 km/s ရှိရမယ်တစ်စက္ကန့်ကို11 km ကျော်မိုင်နဲ့ပြောမယ်ဆိုရင်ဘယ်လောက်ရှိမလဲကျွန်တော်ထင်တာတော့6မိုင်ခဏမိုင်လောက်ရှိမယ်နော်အဲ့တော့ဒုံးမြန်နေတက်သွားတယ်ဟုတ်တယ်မြန်တယ်မှန်တယ်လေဝိုးနဲ့အငွေ့တွေထွက်ပြီးတက်သွားတယ်ဒါပေမဲ့တစ်စက္ကန့်ဟို6မိုင်ခဏမိုင်ရှိလို့လားဟိုလင်းတစီဟိုအပေါ်က6မိုင်လောက်ရောက်သွားပြီဆိုကိုကတေးသေးလေးပဲမြင်ရတော့တာလေအဲ့တစ်စက္ကန့်တွင်ဟိုအခုကြည့်လိုက်တယ်ဟိုရင်ကြီးကဟိုမြေကြီးပေါ်မှာကြီးပဲနောက်တစ်စက္ကန့်ကြီးတယ်တေးသေးလေးပဲရှိတော့တယ်အဲ့လောက်ထိမြန်လားမမြန်ဘူးဘယ်ရင်မှအဲ့လောက်မမြန်နော်အဲ့ဆိုရင်ဟို NASA အပေါ်ကိုလွှတ်နေတာဟုတ်ကောဟုတ်ပါမလားပေါ့နော်အဲ့တော့ပြောစရာရှိဆိုရင်အဲ့ကျွန်တော်ခုနပြောတဲ့ escape velocity ဆိုတာဒါ one instantaneous တစ်ချက်เนาะ 11.2 ဒိုင်းနဲ့ဖောက်နိုင်တယ်ဆိုလို့ရှိရင်เนาะဟုတ်တယ်เนาะလုံးဝကဘာဆွဲအားနေလွတ်တယ်အင်ဂျင်ကလည်းတစ်ခေါက်ပဲဖောက်အောင်ဟောဒါမဲ့ဒီအာကာသယာဉ်တွေတက်သွားတာကြီးဘုအဲ့လိုတစ်စက္ကန့်ကို 11.2 km သွားနိုင်ဖို့ဆိုတာတစ်ချက်ထဲနဲ့သွားနိုင်ဖို့ဆိုတာဟိုစူပါမန်မဟုတ်ဘူးသူမှမသွားနိုင်ဘူးဘယ်ရင်မှလည်းမသွားနိုင်
အဲ့တော့ဒီ SpaceX တွေတို့ဒီ NASA ယာဉ်တွေအကုန်လုံးကဒီ engine တွေအကုန်လုံးကြည့်လိုက် Z တိုက်လေ10မိနစ်2မိနစ် Z တိုက်ကိုအသေး burn လုပ်ပြီးတော့တွားရတာအဲ့တော့သူတို့ break ထဲလို့တွားတာမဟုတ်ဘူးအဲ့တော့အခုနလိုအပ်ချက်ကိုတွားပါဆို10မိနစ်2မိနစ်အတွင်းမှာဖြန့်ကျက်သွားတယ်ဒါကြတော့အသေးစိတ်ကို calculus တွေဘာတွေသုံးပြီးမှတွက်မှရမယ်ဒါပေမဲ့သူအပေါ်မှာတော့ escape velocity ရောက်သွားတယ်မြေကြီးမှာဆဆထွတ်ထွတ်ချင်းတော့မရောက်ဘူးဘယ်သူမှမရောက်ဘူးဒါတပိုင်းပေါ့နော်ဒါအချို့ကတ်တက်ပြီးတော့မေးမယ်ဆိုလို့ရှိရင်ပြောလို့ရအောင်ဟုတ်ပြီအဲ့ဒီ escape velocity တွက်တဲ့ formula နော်အဲ့ဒါလည်းရှိတယ်ဘာလဲဆိုတော့အခုန orbital velocity နဲ့ဆင်တယ် square root of 2gm divided by r တွက်တယ်လို့တွက်အခုန orbital velocity အရန်ဆင်တယ်ဘာလဲဆိုတော့2လေးပဲပုံသွားတာအဲ့တော့လူတွေကထင်မှာပေါ့အဲ့ဒါဆို escape velocity က orbital velocity နှစ်ဆရှိတယ်မဟုတ်ဘူးနော်အဲ့ဒီ2က square root ထဲမှာရောက်နေတာလေနော်အပြင်ထုတ်လို့ရှိရင်ဟလာ square root of 2က 1.41 something something အဲ့ဒါမလားဟိုတဆခွဲကြကြောအဲ့ဒါကြောင့်မလို့ဟိုကမ္ဘာမြေမြင့်တဲ့ပြင်မှာ orbital velocity က 7.8 ဖြစ်ပေမဲ့ escape velocity က 11.2 နှစ်ဆမဟုတ်တဆခွဲနီးနီးလားအဲ့လိုရှိဒါ escape velocity ခုန g ဆိုတော့ခုနက Newton gravitational constant m ဆိုတာကတော့ကဘာဆိုလဲကဘာရဲ့အလေးချိန် black hole ဆိုလဲ black hole ရဲ့အလေးချိန်နေဆိုလဲနေရဲ့အလေးချိန်เนาะ r ဆိုတာတော့ဒါအကွာဝေးပေါ့ဟုတ်ပြီအဲ့တော့အဲ့ဒီ equation ကနေဘာကြည့်လို့ရလဲဆိုရင်เนาะအဲ့တော့ကိန်းသေးတွေကိုဖယ်ထုတ်လိုက်ပြီးကိန်းရှင်တွေပဲထားမယ်ဆို escape velocity အခုနလိုပဲဖယ်ပေါ်မှာမူတည်လဲဆိုရင် mass square root of mass ပေါ်မှာမူတည်တယ်เนาะအဲ့တော့ mass များလေescape velocity များလေအဲ့ဒါကြောင့်မလို့နေမှာဆိုရင်ပို့ပြီးတော့ထွက်အခက်တယ် black hole ဆိုရင်ထွက်လို့တော့မရဘူးဖြစ်တယ်ဘာလို့ mass များလေနောက်တစ်ခုကဘယ်ပေါ်မှာပြောင်းပြန်ချိုးကြလဲဆိုရင် radius အကွာဝေးပေါ့နော်အကွာဝေးပေါ်မှာပြောင်းပြန်ချိုးကြတယ်ပြောချင်တာဗာလဲဆိုတော့ဟုတ်လားကမ္ဘာမြေမျက်နှာပြင်မှာရှိတဲ့ escape velocity နဲ့ဟုတ်လားဟိုးကီလိုမီတာ400ရောက်ပြီးမှထပ်ပြီးထွက်ရတဲ့ escape velocity နဲ့မတူเนาะအဲ့တော့မြေမျက်နှာပြင်မှာရှိရဆိုပိုထွက်အခက်တယ်အဲ့ဒါကိုပြောချင်တာပေါ့အဲ့တော့အကွာဝေးများလေ escape velocity နည်းလေလွယ်ထွက်လို့ရလေအကွာဝေးနည်းလေဘာဆိုတော့ transfer အားများလေ escape velocity များလေထွက်အခက်လေဒီထိရဟုတ်ပြီအဲ့တော့ black hole နဲ့ဘယ်လိုပတ်သက်လဲဆိုရင်ကျွန်တော်ပြောရ black hole ရဲ့မျက်နှာပြင်မှာ escape velocity ကဘယ်လောက်တောင်များလဲဆိုတော့အလင်းရဲ့အလျင်နဲ့တူတယ်လို့ပြောတယ်เนาะအဲ့ဒါကိုကျွန်တော် black hole နဲ့စဉ်းစားရတာခက်တယ်အဲ့တော့ကျွန်တော်တို့ဒီကဘာနဲ့ပဲလွယ်အောင်ပြန်စဉ်းစားကြအောင်เนาะအဲ့တော့ဒီကဘာကြီးက escape velocity ကကျွန်တော်ခုနပြော 11.2 km/s เนาะအဲ့ဒီကဘာရဲ့ mass ဓာတ်ထုကိုဒီတိုင်းပဲထားမယ်เนาะထားပြီးတော့ကျွန်တော်တို့ကဒီအဲ့ဒီ escape velocity များချင်တယ်ဆိုကျွန်တော်တို့ဘာလို့မဆိုကဘာကြီးကိုသိနိုင်သမျှသိရအောင်လုပ်ရဘာလို့ကဘာသိလိုက်တယ်ဆိုရင်ဒါအချင်းဝက်ကကြုံသွားတယ်အဲ့တော့ခုန equation မှာကြည့်လိုက်အချင်းဝက်ကကြုံသွားရင်ဘာဖြစ်လဲ transfer အားပူများလာတယ်မျက်နှာပြင်ပေါ်မှာเนาะပူများလာတယ်အဲ့တော့ escape velocity တက်လာတယ်ကဘာမြေမျက်နှာပြင်ပေါ်မှာ escape velocity 11.2 km/s ရှိတယ်အဲ့အချိန်မှာကဘာအချင်းဝက်ကဘာလို့ဆိုကီလိုမီတာပေါင်း6388ကျွန်တော်သိကျင်တာကအဲ့ကဘာမြေမျက်နှာပြင်ပေါ်မှာ escape velocity အလင်းအလျင်နဲ့ညီသွားဖို့အတွက်ပြောချင်တာတစ်စက္ကန့်ကီလိုမီတာ3သိန်းဖြစ်ဖို့အတွက် black hole လိုမျိုးเนาะနောက်တစ်မျိုးပြောလို့ဆိုရင်အတိအကျပြောရင်တော့တစ်စက္ကန့်ကီလိုမီတာပေါင်း2,99,958เนาะအဲ့လောက် escape velocity များသွားဖို့အတွက်เนาะကဘာအချင်းဝက်ကဘယ်လောက်ဖြစ်ရမလဲเนาะအဲ့တော့ခုနပုံသေးဒီတိုင်းပဲထည့်ပြီးတော့တွက်လို့ရတယ်တွက်လိုက်တဲ့အခါမှာဘာထွက်လဲဆိုတော့ကဘာအချင်းဝက်က8.9 mm ဆိုတာထွက်လာတယ်မီလီမီတာเนาะ8.9 mmဆိုအလွယ်ပြော9 mm ပေါ့ဗျာအဲ့အချင်းဝက်9 mmဆိုတာအချင်းဆိုရင်18 mm 2 cm မပြည့်တပြည့်ဂေါ်လီလုံးကြီးတစ်လုံးစာအဲ size လောက်ထွက်လာတယ်ပြောချင်တဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ကျွန်တော်တို့ဒီကဘာကြီးဒီ the same mass ပဲเนาะ mass ဓာတ်ထုကအတူတူပဲဒီလိုပန်းသီးလှီးတယ်လို့လှီးပြက်မှာမဟုတ်ဘူးဒီလို square ပြီးတော့ဖိပြက်မှာเนาะဘာဖြစ်လို့ဆို mass တူပဲအလေးချိန်တူပဲဒါပေမဲ့အဲ့ကဘာကြီးတစ်ခုလုံးကိုဂေါ်လီလုံးတစ်လုံးစာ2 cm အောက်ရောက်သွားအောင်ဖိချလိုက်ပြီဆိုရင်အဲ့ဒီကဘာမြေမျက်နှာပြင်ပေါ်အဲ့ဂေါ်လီလုံးမျက်နှာပြင်ပေါ်မှာရှိတဲ့เนาะ escape velocity ကဘယ်လောက်ဖြစ်သွားလဲဆိုအလင်းရဲ့အလင်းနဲ့တူသွားတယ်ဘာလို့ဆိုတော့ Russell အားများလွန်အားကြီးတဲ့အတွက်ကြောင့်ဘာကြောင့်များတာလဲ mass ကြောင့်များတာမဟုတ်ဘူး mass က the same mass ပဲဟုတ်တယ်မလားဒီကဘာကြီးတို့လိုပဲဖိလိုက်တာဆိုတော့ drag through ကဒီ drag through ပဲဒါပေမဲ့ volume 2တွေတအားသေးသွားတယ်အကွာဝေးအရန်နှီးသွားတယ်เนาะအဲ့ဒီကဘာတစ်ခုလုံးကိုဂေါ်လီလုံးတစ်လုံးစာလောက် size ကိုဖိလိုက်တဲ့အချိန်မှာအဲ့ဒီဂေါ်လီလုံးမျက်နှာပြင်မှာရှိတဲ့ gravity ကအဲ့လောက်ထိများသွားတယ် escape velocity ကဘယ်လောက်များသွားလဲဆိုအလင်းအလျင်နဲ့တူသွားတယ်ဘယ်အရာမှထွက်လို့မရတော့ဘူးဒါကို black hole လို့ခေါ်တယ်เนาะဟုတ်ပြီဒါကတော့ကျွန်တော်တို့ကဒီတင်ချာနီးနဲ့တွက်ထားတဲ့ mathematical formula ဟုတ်ပြီเนาะအဲ့လိုပဲဟိုအကုန်လုံးကိုထည့်တွက်လို့ရတယ်เนาะအဲ့တော့ကျွန်တော်ဒီ equation လေးကိုဒီလိုလေးပြောင်းလိုက်အဲ့တော့ဘယ်အရာဝတ္ထုကိုမဆိုနေကိုလည်းဘယ်လောက်ထိဖိရင် black hole ဖြစ်သွားမလဲ
လကူလည်းဘလောက်လောက်ထိချုံလိုက်ရင် black hole ဖြစ်သွားမလဲ Jupiter ကိုလည်းဘလောက်လောက်ချုံလိုက်ရင် black hole ဖြစ်သွားမလဲတွက်ချင်တယ်ဆိုရင်ဒီသင်္ချာလေးကိုနည်းနည်းလှည့်လိုက်ရုံပဲဟုတ်တယ်မလားအဲ့တော့ကျွန်တော်ခုနပြောဒီ escape velocity ကိုကျွန်တော်အလင်းအဟင်ထားခြင်းတယ်ဆိုအလင်းအဟင်ဆိုတာ c ပေါ့နော်ဒါကီတစ်စက္ကန့်ကီလိုမီတာ3သိန်းဖြစ်အောင်ထားမယ်နော်အဲ့ဒီအရာဝတ္ထုတစ်ခုရဲ့ mass m ကိုလည်းသိပြီးသားအလေးချိန်ကိုသိပြီးသားဆိုအဲ့ဒီအရာဝတ္ထုဘယ်လောက်ထိချုံရမလဲ radius ကိုရှာခြင်းတယ်ဆိုအဲ့တော့နည်းနည်းပပခုရွှေ့လိုက်တဲ့အခါမှာဒီ equation ထွက်လာတယ်နော်အဲ့ equation ကဘာလဲဆိုတော့အဲ့ဒီ radius ကဘယ်လောက်ဖြစ်ရမလဲဆိုရင် 2gm divided by c square အဲ့ဒါထွက်လာတယ်အဲ့ဒီ radius ကိုဘာခေါ်လဲဆိုလို့ရှိရင် Schwarzschild radius လို့ခေါ်တယ်နော်အဲ့ဒါဘာလဲဆိုတော့ဘယ်အရာဝတ္ထုကိုမဆို black hole ဖြစ်ချင်ရင်ဖိချပလိုက်ရမယ် radius အချင်းဝက်ပဲတဲ့နော်အဲ့တော့အဲ့နေရာမှာဟုတ်လားဒီ equation ကိုကြည့်လိုက်ပေါ့ဟုတ်လားကဘာကြီးရဲ့အလေးချိန်ကိုထည့်လိုက်ရင် 8.9 mm ထွက်လာတယ်နော်အဲ့လိုပဲနေရဲ့အလေးချိန်ကိုကောက်ထည့်လိုက်လို့ရှိရင်လည်းထွက်လာမယ်နော်အဲ့တော့ဘယ်အရာရဲ့ Jupiter ရဲ့အလေးချိန် 8m နေရာမှာထည့်လိုက်တယ်ဆိုလေ radius တစ်ခုထွက်လာအချင်းဝက်တစ်ခုအဲ့ဒီအချင်းဝက်ဒီဘာလဲဆိုတော့သူ့ကို black hole ဖြစ်အောင်လို့အဲ့ဒီ the same mass ကိုပဲဖိချလိုက်ရမယ် radius ကိုခေါ်တယ်ဟုတ်ပြီအဲ့ဒါတွေတော့ mathematical concept ကတော့ဟုတ်ပါပြီဒါပေမဲ့ဒီကဘာကြီးကိုဒီဂိုလီလုံးတစ်လုံးစာလောက် size ဖြစ်အောင်ဖိဖို့အတွက်လုံလောက်တဲ့ energy လုံလောက်တဲ့ R တွေဘယ်ရရနော်စဉ်းစားစရာရှိတယ်ဟုတ်လားမလားကဘာအချင်းဆိုတာကီလိုမီတာပေါင်း12900လောက်ရှိတယ်ဟိုက Everest တောင်မှာဟိုပြောရင်4-5မိုင်လေကီလိုမီတာနဲ့ဆိုလို့ရှိရင်ဗာလဲ10ကီလိုမီတာလောက်ဟိုမြင့်တာပြောကြတာကီသိတယ်မလားကဘာနဲ့ရှင် Everest တောင်တိတ်တိတ်လေးပဲရှိတယ်နော်သမုတ်တရားတွေဗာလေအကုန်လုံးကလည်းတကယ်တော့ပါလေးပဲရှိတာကဘာပေါ်မှာဒီလောက်ကြီးတဲ့ကဘာကိုဒီလောက်ဂိုလီလုံးတစ်လုံးထဲမှာဝင်ဖို့အတွက်ဖိနိုင်တဲ့လောကမှာရှိလားဆိုတာသူတို့မသိဘူးဒါပေမဲ့တင်ချာနီးရတော့အဲ့လိုဖိလိုက်လို့ရှင် black hole ဖြစ်မှာသိချာနော်အဲ့လိုပဲဟို Jupiter ဆိုလဲ Jupiter အလေးချိန်ကိုအဲ့ equation ထဲမှာထည့်လိုက် radius တူထွက်လာမယ်ကျွန်တော်တို့မသိဘူးမြို့တစ်မြို့စာလည်းဖြစ်ချင်းဖြစ်မယ်အဲ့လောက်ဖိလိုက်လို့ရှင် black hole ဖြစ်သွားမယ်ဒါပေမဲ့အဲ့လိုဖြစ်အောင်ဖိနိုင်တဲ့အားရှိမရှိဆိုတာကိုအစပိုင်းသူတို့တွေမသိကြဘူးနော်အဲ့ဒါကြောင့်မလို့ mathematical concept ပဲဖြစ်တယ်နောက်ပိုင်းကျတော့တဖြည်းဖြည်းနဲ့သိလာတာ black hole တွေဘယ်လိုဖြစ်လာလဲကျွန်တော်ရဲ့ JD ကအပိုင်း1 2 3ပါအထူးသဖြင့်ပေါ့ JD ကအပိုင်း3ကျဲတင်းချိုင်းတွေအကြောင်းပြောတဲ့အခါမှာကျွန်တော်ပြောထားတာရှိနော်အဲ့တော့ဗာလဲဆိုတော့ impetant ကိုကျွန်တော်တို့နေထိုင်အစ30မှာကကြီးတဲ့နော်ကျဲကြီးတွေသူတို့လောင်စာဖြတ်ခနဲ့ကုံသွားတဲ့အချိန်မှာနော်ဘုံခနဲ့နဲ့သူတို့ကျဲကြီးတစ်ခုလုံးခါဘုံခနဲ့အကုန်လုံးပြီးပြီးပြုတ်ကျလာတယ်သူ gravity နဲ့သူဘာဖြစ်လို့ဆိုတော့အထဲမှာလောင်ကျွမ်းနေတဲ့ nuclear reaction မရှိတော့ဘူးပြန်တွန်းပေးထားမဲ့ nuclear reaction မရှိတော့ဘူးဘုံခနဲ့ gravity ကပြီးကျသွားတဲ့အချိန်မှာ black hole တွေဖြစ်လာနော်ကျဲတင်းချိုင်းမျိုးစုံတွေဖြစ်တယ်ပေါ့နော် white dwarf ဆိုတာဖြစ်တယ် neutron star ဆိုတာဖြစ်တယ် black hole ဆိုတာဖြစ်တယ်ကျဲအရွယ်စားပေါ်မှာမူတည်တယ်အဲ့ဒါလိုနည်းနဲ့ကျဲတွေဖြစ်black hole တွေဖြစ်လာတယ်ဆိုတာသူတို့သိလာတယ်ဒါပေမဲ့အဲ့လိုနည်းနဲ့ဖြစ်လာတဲ့ black hole ကဒါ stellar black hole လို့ခေါ်တယ်အဲ့ဒါ size အကြီးဆုံးမဟုတ်သေးဘူးနော်အဲ့တော့ကျွန်တော်တို့ဒီ Milky Way galaxy တို့နော် Andromeda galaxy တို့ galaxy တိုင်း center မှာ supermassive black hole ဆိုတာရှိတယ်ကဲ black hole အကြီးစားကြီးနော်အဲ့ဒီကောင်တွေဘယ်လိုဖြစ်လာလဲဆိုတော့အခုချိန်ထိတော့သိပ္ပံပညာရှင်တွေသိချာမသိသေးဘူးဒါပေမဲ့အဲ့လိုပဲတဘာဝလွန်တော့မဟုတ်ဘူးပေါ့ရှားပါဖြစ်စဉ်တွေဥပမာကျွန်တော်ခုနပြောလို့ကျဲသေးသွားတယ်လောင်စာကုန်သွားတယ်ဆိုရင်ဝုန်းနေပြုတ်ပြီးတော့ပြိုကျလာတဲ့အချိန်မှာဟာ supernova ပေါက်ကွဲမှုတွေဖြစ် energy တွေကမဟာတရားများတဲ့အတွက်ကြောင့်မလို့အဲ့မှာလုံလောက်တဲ့အားတစ်ခုနဲ့ gravity နဲ့ဖိချလိုက်တဲ့အခါမှာ black hole တွေပေါ်လာတာဖြစ်ဟုတ်ပြီအဲ့ဒီလို mathematical concept အနေနဲ့ပဲရှိတဲ့ black hole ကိုဒီကနေ့ခေတ်မှာเนาะရှိမှန်ကျွန်တော်တို့ဘယ်လိုတွေသက်သေပြတယ်လဲเนาะနောက်ပြီးတော့ကျွန်တော်တို့ဒီ space telescope တွေထားတယ်ဟလားအဲ့ဒါနေပြီးတော့ black hole တွေဘယ်လိုရှာတွေ့တယ်အထူးသဖြင့်ပေါ့ဗျာဟို black hole မှာဟလားအလင်းအောင်ထွက်လို့မရဘူးဆိုမှတော့မှောင်မဲနေတဲ့ဟာယူစကြဝဠာမှာဘယ်လိုဒီမဲနေတဲ့စကြဝဠာမှာမဲနေတဲ့တွေ့နေကြည့်ဘယ်လိုရှာမလဲเนาะဒီလိုပြောဆိုရင်တဲ့เนาะအဲ့တော့ကျွန်တော်တို့ indirect evidence တွေကနေသိgalaxy တွေအထူးသဖြင့်ကျွန်တော်တို့ဒီ galaxy တွေအတွင်း center ကိုသိချာကြည့်တဲ့အခါမှာဒီကျဲတွေရဲ့လှုပ်ရှားမှုပေါ့နော်အဲ့ဒီကျဲတွေရဲ့လှုပ်ရှားမှုကိုကြည့်ပြီးတော့ကျွန်တော်တို့ကပြောနိုင်တာတွေရှိတယ်နော်တခါတလေကြာရင်ဘာလို့ဆိုကျဲတွေအဲ့လို fruit ဆိုပြီးတော့ black hole နာကတ်လဲခါမှာ speed ကအမြန်ဆုံးဖြစ်သွားတယ်ဥပမာကျွန်တော်တို့ mercury ဂျိုကဟောလာဟိုနေနားမှာကတ်တဲ့တော့အမြန်ဆုံးဖြစ်တယ်အဲ့ဒါကမှနေနဲ့နီးတဲ့အချိန်မှာပိုမြန်တယ်နီးနဲ့ဝေးတဲ့အချိန်မှာနှေးတယ်အဲ့တော့သူ့ရဲ့ speed ကိုကြည့်ပြီးတော့ကျွန်တော်တို့ကဒီနေရှိတာကိုသိလို့ရတယ်နေကိုမမြင်ရဘူးဆိုရင်တော့မှပြောတာဒါပေမဲ့နေရတော့မြင်ရတယ်ပေါ့လေအလားတူပဲဒီ black hole မမြင်အောင်ဆိုပေမဲ့เนาะအဲ့ဒီ galaxy ရဲ့ center မှာရှိတဲ့ black hole ကိုဒီ galaxy အတွင်းရရှိတဲ့ကျယ်လေးရဲ့လှုပ်ရှားမှုကြည့်ပြီးတော့ကျွန်တော်တို့ဒါသိလို့ရတယ်ဒါတစ်ချက်တခါတလေကြာရင် black hole ကဘာရှိလဲကျွန်တော်ပြောသလိုပဲ accretion disk ဆိုတဲ့ဒီဘေးနားလည်နေတဲ့အနေဘက်ကြီးရှိတယ်เนาะအဲ့ဒါဆိုတော့တန်းသိတယ်ပေါ့ဒါပေမဲ့ accretion disk ကအမြဲတမ်းမမြင်အောင်ဒါလည်းခဏနေပြောပြ
တခါတလေကြာရင်ဘာဖြစ်လဲဆိုတော့ဟို black hole ဟာနေပြီးတော့ဘေးနာရှိကျယ်တွေကိုစားပလိုက်တယ်စားပလိုက်တယ်ဆိုဒီတိုင်းစားတာမဟုတ်နော်အကုန်လုံးကျယ်တွေကိုတစားစီမှွေနှောက်ပြီးတော့မှအကုန်လုံးစိတ်ပိုင်းတွေအကုန်လုံးစားပလိုက်တယ်နော်အဲ့လိုစားပလိုက်တဲ့ခါမှာလဲဘာဆိုအဲ့ဒီကနေပြီးတော့အစားခံရတဲ့ကျယ်ကနေ radiation တွေအများကြီးထွက်တယ်နော်အဲ့ဒီ radiation တွေကိုဖမ်းမိပြီးတော့လဲသိနိုင်တာတွေရှိတယ်တခါတလေကြားလို့ရှိရင်เนาะရှာပါပေါ့เนาะအဲ့တော့ black hole နှစ်ခုပေါင်းသွားတဲ့ခါမှာလဲ gravitational wave ထွက်တယ်လို့ပြောတယ်ဒါပေမဲ့အဲ့ဒါကတော့ 100% ယုံလို့မရသေးဘူးကျွန်တော်ထင်တာအဲ့ဒါအတွက် evidence တွေနည်းနည်းနေသေးတယ်အဲ့တော့ကျွန်တော်လည်းအဲ့ဒါ emphasize လုပ်ပြီးမပြောချင်ဘူးเนาะအဲ့တော့နောက်တစ်ခုကကြတော့ဗာလဲဆိုရင်နော်ဟိုကျွန်တော်ပြောအဲ့ black hole ကသူစားပြီးတော့ဘာဖြစ်လဲဆိုတော့အဲ့ black hole ကဒီမှာပြောခံပြားပြန်ကြီးရှိတယ်ဆိုရင်ဒီအပေါ်နဲ့အောက်ကနေပြီးတော့เนาะနှာခေါင်းမှုတို့လို particle jet တွေထွက်တယ်เนาะအဲ့တော့လည်းဘာနဲ့ဘယ်လိုထွက်လာလဲဆိုတာခဏနေပြောပြမယ်အဲ့တော့အဲ့ဒါတွေတွေ့ပြီးတော့လေကျွန်တော်တို့ black hole ရှိမှန်ကိုသိနိုင်တယ်เนาะအဲ့ဒါကိုပဲကျွန်တော်ခုဒါစချင်းပြတယ်ဒီကောင်ကဘာလဲဆိုရင် radio telescope space horizon ကနေရိုက်ထားတာเนาะအဲ့ဒါ black hole ရဲ့ accretion disk မြင်နေရတာဖြစ်တယ်เนาะအဲ့ဒါကလည်းเนาะဘာမှဟို James Webb တို့ဘာလို့လို့ဆန်းပြပြကြီးနေဘာမှရိုက်ထားတာမဟုတ်ဘူးเนาะ radio telescope နေရိုက်ထားတာ radio telescope ဆို resolution တော်တော်ကျန်းတယ်เนาะကျန်းတယ်ဆိုတာဟိုကျန်းထော်တယ်လို့ပြောတာเนาะဟိုစောင်းကျန်းသွားတယ်လို့ပြောတာမဟုတ်ဘူးအဲ့တော့ကျန်းထော်တာနဲ့ရိုက်ထားတာเนาะအဲ့ radio telescope အကြောင်းလည်းကျွန်တော်ပြောပြအောင်မယ်နောက်မှာ telescope အကြောင်းတွေလည်းလာမယ်เนาะပြီးတဲ့ခါကြလို့ရှိရင်ဒီကောင်ဆိုလို့ရှိရင်ဟလာဒါ UV visible light နဲ့ရိုက်ထားတာဒါ X-ray နဲ့ရိုက်ထားတာအဲ့နှစ်ခုကိုထပ်လိုက်တော့ဒါတွေရလာနော်ဘာလို့ X-ray နဲ့ရိုက်မှာပိုထွက်လဲဆိုတော့ခုနကပြောတဲ့ particle jet တို့ဘာလို့ကအဲ့ radiation တွေကမျက်စိနဲ့မြင်ရတဲ့ visible light ထက်စားလို့ရှိရင်မျက်စိနဲ့မမြင်ရတဲ့ X-ray spectrum နဲ့ပိုထွက်တာများတယ်အဲ့ဒါ X-ray telescope တွေဘာလို့ကြည့်ပြီးတော့လဲ black hole တည်ရှိမှုသိနိုင်တယ်ဟုတ်ပြီနော်အော်ဒီပိုင်းကတော့ telescope ကိုပြောမှာမဟုတ်ဆိုတော့ဒီမှာခဏလေးရမယ် telescope ကြောင့်လာမယ်နော်လာမယ်ဟုတ်ပြီအဲ့တော့အခုထိဆိုလို့ရှိရင်တော့ကျွန်တော် black hole နောက်ကသင်္ချာတွေပြောပြီးပြီဟာလားအဲ့တော့ Newtonian gravity ကနေစပြီးတော့ကျွန်တော်ရှင်းပြလိုက်တော့ orbital velocity ရှိတယ်ပြီးတော့ escape velocity ရှိတယ်နော်အဲ့တော့ black hole ရဲ့မျက်နှာပြင်မှာ escape velocity ဒီ speed of light နဲ့တူတယ်ဒါကြောင့်မလို့ black hole ဖြစ်ဟုတ်ပြီအဲ့တော့အခုကစပြီးကျွန်တော် black hole ရဲ့ components တွေအကြောင်းပြောမယ်ပြောရင်းနဲ့တလက်စာတယ်ဘာလဲဆိုတော့ကျွန်တော်မေကွန်ဒီဗီဒီယိုဆက်ချင်းမှာပါတယ်မေကွန်လေးကျွန်တော်တစ်ခုချင်းစီဖြည့်သွားမယ်အဲ့တော့ name 1ကတော့ဘာလဲဆိုတော့ singularity ပေါ့နော်အဲ့လိုပြောကြ singularity ဆိုတာဘာလဲဆိုတော့အမှတ်2ပေါ့ဗမာလိုပြောလို့ရှိရင်ဘာဟိုး black hole ရဲ့အလဲကောင်တက်ရဟာပေါ့နော်တေးလေးအမှတ်ဘယ်လောက်သေးလဲဆိုတော့သူက infinitely small လို့ပြောတယ် infinitely small ဆိုတော့ဟို1 millimeter လားမဟုတ်ဘူး1 micrometer လားမဟုတ်ဘူး1 nanometer လားမဟုတ်ဘူးနော် quantum level လောက်သေးတာလားဟုတ်ချင်မှလည်းဟုတ်မယ် infinite ဆိုအဆုံးမရှိအောင်သေးတယ်နော်ဘာဘလို့အဲ့လိုပြောလဲဆိုတော့ကျွန်တော်ခုနပြောတော့ဟာလားဟိုကဘာကြီးကိုဂေါ်လီလုံးတစ်လုံးစာလောက်ခြုံလိုက်လို့ရှိရင်ဖိလိုက်လို့ရှိရင် black hole ဖြစ်တယ်ဆိုဒါဆိုရင်ဂေါ်လီလုံးက black hole ရဲ့ size ပေါ့လို့ပြောစရာရှိတယ်ဟုတ်ချင်ဟုတ်မယ်မဟုတ်ချင်မဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့အဲ့လောက်ထိဂေါ်လီလုံးထပ်သေးတဲ့ size ရောက်သွားပြီဆိုသူ gravity ကတအားပြင်းနေပြီဆိုတော့အဲ့ဂေါ်လီလုံးအတွင်းမှာလေတို့ကတူထပ်ပြီးဆွဲအောင်ပါပဲဆက်ပြီးထပ်သေးအောင်ပါပဲဘယ်မှာအဆုံးတက်လဲဆိုတာဘယ်သူမှမသိဘာဖြစ်လို့ဆိုတော့ကြည့်လို့လည်းမရဘူးမြင်လို့လည်းမရဘူးအထဲကဘာ information မှာ accuracy ကိုကြည့်ဖို့ထွက်မလာဘူးအဲ့တော့ဘယ်လောက်သေးလဲဆိုတာဘယ်သူမှမသိဘူး infinitely small ဖြစ်တဲ့ point တစ်ခုရှိတယ်အဲ့ဒါကိုဘာခေါ်လဲဆိုရင် singularity လို့ခေါ်တယ်နော်အဲ့တော့sci-fi တွေဘာတွေဆိုတော့ရိုက်လို့ကောင်းတာဗောနော်အဲဒီ singularity ရောက်သွားပြီးတခြား universe ရောက်သွားတယ်လို့ worm hole ကိုဖြတ်သွားတယ်လို့ဒါမျိုးတွေရှိမှာပေါ့နော်မသိနော်အဲ့တော့ worm hole ကိုဖြတ်သွားရင်တော့ဒါ interstellar လို့ပေါ့ဟလား diverse solar system နေပြီးတော့ဟိုတခြားဟိုတခြား galaxy ကိုရောက်သွားတာတော့ပါဒါတစ်ဖိုင်ဟုတ်ပြီအဲ့တော့အဲ့ singularity နဲ့ပတ်သက်လို့လူတွေဘာမှဟုတ်ဒီပတ်ဒီမသိနော် sci-fi movie တွေကလွဲလို့နော်မသိတော့ကျွန်တော်လည်းဒါပဲသိတယ်ဆိုတော့နောက်တစ်ပိုင်းကြော်အဲ့တော့ဘယ်ရောက်သွားလဲဆို event horizon ကိုကျွန်တော်တို့ကဘယ်လိုနားလည်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်ဒီ black hole ရဲ့မျက်နှာပြင်လို့ကျွန်တော်တို့ကယူဆလို့ရတယ်နော်နောက်သူတို့ကဘယ်လိုလဲဆို NASA ထဲမှာဆိုဘယ်လိုရေးထားလဲဆိုတော့ what makes black hole black နော်အဲ့တော့ black hole ကို black ဖြစ်အောင်လုပ်တာ event horizon ပဲတဲ့ပြောချင်တာဗါလဲဆိုအဲ့ဒီမြင်ကျွန်တော်ခုနပြောတဲ့ဟိုကဘာနဲ့ဥပမာပြတော့ဂေါ်လီလုံး size ပေါ့နော်အဲ့ဒီဂေါ်လီလုံး size ပတ်လေမြင်းကိုကျွန်တော်တို့ကဘာခေါ်လဲဆို event horizon လို့ခေါ်တာပြောချင်တာအဲ့ဒီ radius ထက်သေးတဲ့နေရာတွေအကုန်လုံးဒီဘာလို့ဆို escape velocity က speed of light ထက်များတယ် event horizon ပေါ်တက်တဲ့မှာဆိုလို့ရှိရင်เนาะ escape velocity ဒီ speed of light နဲ့တူတယ်အဲ့တော့ event horizon ပေါ်နဲ့ event horizon out တွင်းရဟာနဲ့အကုန်လုံးဒီကျွန်တော်တို့လာမမသိမမြင်ရတဲ့ဥစ္စာတွေဖြစ်တယ်เนาะအဲ့တော့ event horizon ဆိုတာအဲ့ဒီစီးမြင်အဲ့တော့ပြောချင်တာအလင်းရောင်တစ်ခုကအဲ့ဒီ event horizon ထဲဟိုနည်းနည်းလေးဝင်သွားပြီဆိုတာနဲ့ပြီးသွားပြီသူဒီဘယ်တော့မှ black hole ထဲပြန်ထွက်မလာတော့เนาะအဲ့ဒီ event horizon ကိုရဲ့ radius ပေါ့နော် radius ကိုကျွန်တော်ခုန formula နဲ့ပြောထားတယ် Schwarzschild radius လို့ခေါ်တယ်နောက်တွက်တဲ့ formula လည်းရှိအဲ့တော့ black hole ရဲ့အလေးချိန်ကိုသိပြီဆိုရင်ဒီပါဆိုအဲ့ formula ထဲထည့်လိုက်ရင်အဲ့ radius ထွက်လာမယ်ဒါ event horizon
နော်အ black hole ရဲ့အလေးချိန်ဘယ်လိုသိလဲဆိုတော့ဒါလည်းမခတ်ဘူးဘာဖြစ်လဲဆိုတော့ဒီ orbital velocity လို့ခေါ်တယ် black hole နာပတ်နေတဲ့ကျယ်တွေရဲ့ speed နဲ့အဲ့ဒီကျယ်တွေအလေးချိန်ကိုသိလို့ရှိရင်အဲ့ black hole ရဲ့အလေးချိန်ကိုခန့်မှန်းလို့ရတယ်เนาะဒါကျွန်တော်တို့နေရဲ့အလေးချိန်ကိုဒီလိုမျိုးမှန်းလို့ရတာရှိတယ်ဒါတွေနောက်ကျရင်အဲ့ဒါနဲ့ပတ်သက်လို့ဗီဒီယိုတွေလုပ်ပြီးပြောဒါတစ်ပိုင်းဟုတ်ပြီအဲ့ဒီ event horizon ကိုနောက်ထပ်ဘယ်လိုပြောပြီးနားလည်လို့ရတယ်လဲဆိုတော့ဒီ space time နဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဒါ twin net ကြီးရဲ့နှက်ခမ်းဝါလို့ပြောလို့ရတယ်နော်နှက်ခမ်းဝါဆိုတာဘာလဲဆိုတော့အဲ့ဒီ event horizon ကြော်သွားပြီး twin net ကတအားကိုနှက်သွားတယ်အလင်းတောင်မှာအဲ့တော့ဒီလိုမျိုးနားလည်လို့ရကျွန်တော်ဒီပုံလေးမှာဟာလာဒီ space time curvature ပေါ့နော်ဒီကွန်ရက်ကြီးကတဖြည်းဖြည်းနဲ့ဒီ black hole ထဲကိုကျွန်းနေတယ်နော်အဲ့လိုရွေ့နေတာကိုအလင်းရောင်က black hole တွေကနေပြန်ထွက်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီရေတခွန်ကနေပြန်ပြီးတော့ဆန်တက်လာတဲ့ငါးလေးလို့သဘောထားလိုက်ပေါ့နော်အဲ့တော့အဲ့ event horizon ထဲကိုကြော်သွားပြီဆိုလို့ရှိရင်အရန်ကိုနှက်သွားပြီအဲ့တော့အဲ့အလင်းတောင်မှာအလင်းဆိုတဲ့ငါးလေးရအောင်ဒီရေတခွန်ကြော်ပြီးတော့တက်လာလို့မရတော့အဲ့လိုမျိုးပြောလို့လေရတယ်နော်ဒါက event horizon ဟုတ်ပြီအဲ့တော့ဒီပုံမှာဒီ black hole ပုံမှာနော်အဲ့တော့ event horizon ကဘယ်နားလောက်မှာရှိမလဲမြားနေထိုးပါဆိုရင်ကျွန်တော်ဒီနားလေးသွားထိုးနော်ဟိုထိုးထားတဲ့နေရာဟိုအနီနားလည်းမဟုတ်ဘူးဟိုခလဲအမဲကြီးပဲဘာမှလည်းမရှိတဲ့နေရာကြီးကိုထိုးထားတယ်ဆိုတော့ဟုတ်တယ်ဘာမှလည်းမရှိတဲ့နေရာဘာလို့ဆို event horizon မြင်မှမမြင်ရတာမမြင်ရဘူးဆိုတော့ဒီအမဲထဲကတနေရာပဲเนาะအဲ့တော့မသိဘူးဆိုတာဒီ mass ကိုသိတယ်ဆိုရင်เนาะ short side radius နဲ့ရှာလို့ရှိရင်ခလဲကနေဒလောက်အကွာမှာရှိတယ်လို့တော့မှန်းလို့ရတယ်ဒါပဲเนาะအဲ့တော့ event horizon ဆိုပြီးလည်းညှိုးနဲ့ထိုးပြလို့မရအောင်မဲနေတယ်เนาะဒါပဲကဲနံပါတ်3ကတော့ဘာလဲဆို photon sphere တဲ့photon sphere ဆိုတာဘာလဲဆိုတော့သူကတော့စမ်းကြည့်တယ်เนาะအဲ့တော့ဒီပုံမှာဆိုလို့ရှိရင်ကျွန်တော်ဒီမြားလေးနဲ့ထိုးထားတဲ့နေရာအဲ့ဒါ photon sphere နော်အနီခွင်းလေးပေါ့နော်အဲ့တော့ကြည့်လိုက်နော် black hole ကဒီလိုပကံများပြန်ကြီးလို့ဖြစ်နေတဲ့အချိန်မှာ photon sphere လေးကဒီလိုထောင်လေးဖြစ်နေအဲ့ဒါဘာကြီးလေဒီခွင်းလေးကပါလေဆိုရင်တဲ့နော်အဲ့တော့ဘယ်လိုလဲဆိုတော့သူက event horizon ရဲ့အပြင်မှာရှိတယ်နော်အပြင်မှာရှိလို့ဒါမြင်ရတာပေါ့နော်အဲ့တော့အဲ့ဒီ photon ဆိုတဲ့အတိုင်းပဲဘာလဲဆိုတော့သူအလင်းလေးတွေကအဲ့မှာပတ်နေနော်အလင်းကဖြောင်းသွားမှာဆိုရင် space time မှာအရန်ကို curve ဖြစ်နေတဲ့အတွက်ကြောင့်မလို့အဲ့နာမှာအလင်းတွေကကိုကွေးသွားတယ်သွားပြီးတော့မှကိုကြည့်နေတဲ့မျက်လုံးထဲကိုအဲ့လားအလင်းကကိုသွား event horizon မှာဆိုတော့သူဒီလိုပဲစတိုက်ပတ်နေမယ်ဘယ်တော့မှပြန်မထွက်တော့ event horizon နည်းနည်းကြော်ပြီဆိုတော့ဒီလိုခီးယူဘက်လို့ဟပြီးတော့ပြန်ထွက်လို့ရတယ်အဲ့လိုပြန်ထွက်ပြီးတော့ကိုမျက်စိထဲကိုဝင်လာရဲ့ကိုကြည့်တဲ့ကင်မရာဘက်ကိုဝင်လာပြီဆိုကိုကအဲ့မှာမြင်ရတာပေါ့အဲ့ဒါကို photon sphere လို့ခေါ်တော့ကိုမြင်နေရတဲ့ဟာနော်အဲ့တော့အဲ့ဒီ photon sphere ဒီဘာလဲဆိုတော့ black hole နားမှာပတ်နေတဲ့အလင်းတွေဒါမဲ့အဲ့ဒါဆိုကျွန်တော်ခုပြတဲ့ဒီပုံရဆိုရင်ဒီအပေါ်ထောက်နားမှာပဲမြင်ရမှာပေါ့ဘာလို့ event ဒီ photon sphere ကိုတခွင်းလုံးမြင်ရလဲဆိုရင်အဲ့ဒီမျက်လုံးဘက်ကကြည့်မယ်ဆိုလို့ရှိရင်တကယ်တော့ photon sphere ကိုဒီလိုအဝါခွင်းလေးနဲ့မြင်ရမှာနော်အဲ့လိုအဝါခွင်းလေးနဲ့မြင်ရမှာဘာလို့ဆိုတော့ तू ကဟို photon ကတပတ်ပြီးပတ်ပြီးလွတ်သွားတဲ့ခါမှာကိုယ့်မျက်လုံးလာပြီးတော့ရိုက်တဲ့နေရာကနေပြီးတော့ကိုကြည့်တဲ့ခါမှာအဲ့လိုမြင်ရဒါမဲ့ကျွန်တော်တို့ဘက်ဒီကွန်ပျူတာနေကြည့်တယ်လို့ရှိရင်ဘယ်လိုမြင်ရမလဲဆိုတော့ photon sphere လေးကဒီလိုလေးလဲသွားမယ်ကိုကဒီလိုမြင်ရဒီလိုမျိုးပုံစံဖြစ်တာအဲ့တော့တယောက်နဲ့မြင်ရတဲ့ photon sphere ချင်းမတူဘူးအဲ့တော့ဘယ်လိုဥပမာပြရမလဲဆိုလို့ရှိရင်ကျွန်တော်မှန်တစ်ချက်ရှိတယ်ပေါ့နော်အဲ့တော့မောင်ကမှန်ရှိမှရက်ပြီးတော့ကြည့်လိုက်တယ်ဆိုလို့ရှိရင်သူ့ပုံရိပ်ကရှိတဲ့မှာမြင်ရတယ်လေဒါပေမဲ့မြက်မောင်ရဲ့ညာဘက်မှာရှိတယ်ခက်လှမ်းမှာမြက်လှမ်းကြည့်လိုက်တဲ့ခါမှာမောင်ပုံရိပ်ကဘာလဲမောင်ရှိတဲ့မှာမဟုတ်ဘူးမောင်ရဲ့ညာဘက်နေနေတိုးနေအဲ့ဒါဘယ်လိုဖြစ်တာလဲဆိုတော့ဒါအလင်းရဲ့သဘောတရားဒီတိုင်းပဲလေအဲ့တော့မောင်ရဲ့မျက်နှာကိုထိပြီးတော့အလင်းကသူ့360ဒီဂရီပြတ်နေတာ360ဒီဂရီပြတ်နေတာမောင်ရှိတဲ့မှန်ကိုထိပြီးတော့တက်ပြန်လာတဲ့အလင်းကတော့မောင်မျက်လုံးထဲကိုမြင်တယ်ဝင်တယ်အဲ့တော့မောင်သူ့အရှိတဲ့မှာရှိတယ်ထင်တယ်အဲ့လိုပဲသူ့မျက်နှာကိုရိုက်ပြီးတော့ညာဘက်နည်းနည်းစောင်းပြီးတော့မှထွက်သွားတဲ့အလင်းကမှန်ကိုထိပြီးတော့စောင်းပြီးတော့မျက်လုံးထဲကိုဝင်တယ်အဲ့တော့မျက်အတွက်ကကြတော့မောင်အရေးကဒီမှာရှိတယ်အဲ့သဘောတရားအဲ့လိုပဲအဲ့တော့ဒီ photon sphere ကလည်းအဲ့လိုပဲ photon တွေကပတ်ပြီးတော့မှ Q band နဲ့360ဒီဂရီအကုန်ထွက်နေတယ်ဒါပေမဲ့ကိုကြည့်တဲ့လူကကြည့်လိုက်ရင်ဘယ်နေရာကြည့် photon sphere ဒီလိုလေးပဲเนาะကျွန်တော်ခုနပြတဲ့အဝါလေးမှာကြည့်လိုက်ဟလာဟိုဘက်ကကြည့်လိုက်လို့ရှင်လဲအဝိုင်းလေးကဒီလိုပဲဒီဘက်ကကြည့်လိုက်လဲအဝိုင်းလေးကဒီလိုလေးပဲဟိုဘက်ကကြည့်လို့ရှင်လဲအဝိုင်းလေးကဒီလိုလေးပဲအဲ့လိုမျိုးဖြစ်နေမှာเนาะအဲ့တော့ဒါကလည်းဘာဆို illusion ပေါ့ visual illusion တွေတခုပေါ့နော်နောက်ပြီးတော့ဟိုအချို့ science fiction တွေကြရင်ရေးလို့ရတယ်เนาะအဲ့တော့အကယ်၍လူတယောက်ကမသိဘူးအဲ့ photon sphere နားမှာရောက်သွားတယ်ရောက်သွားရင်တော့အသက်ကရှင်းစရာအကြောင်းမရှိတော့အဲ့တော့အဲ့ဒီမှာရှိတယ်ဆိုရင်အဲ့ဒါရှောက်ကြည့်နေနေဘယ်ရောက်ဆိုရှေ့တက်မှာဘာလဲဆိုတော့ကိုလူတယောက်ရဲ့နောက်စီပေါ့เนาะမြင်ရကျင်းနေတကယ်တော့ကိုယ်တိုင်ဖြစ်เนาะအဲ့ဒါလည်းဘာလဲဆိုတော့ဘာမှမဟုတ်ဘူးဒါဟို science fiction ဆက်ဆံပြောမယ်ဆိုဒါကိုယ့်ရဲ့နောက်ကျောကထွက်လာတဲ့အလင်းလေအဲ့ဒါအလင်းကတပတ်ကြီးတပတ်ပတ်ပြီးတော့ကိုယ့်မျက်စိရှိကိုပြန်ရောက်လာတာပေါ့
မသိရင်တော့မှန်50 ချန်နယ်ပယ်ထားသလိုပေါ့ဒါပေမဲ့သဘောတရားတူတူပဲဟိုဟိုတယ်တွေဘာတွေမှာဟာလာဟိုစပင်းတွေဘာတွေညှက်တယ်ဘာညာဆိုရင်ဟိုနောက်ကြည့်မှန်တယ်ကိုကြည့်တယ်ပဲဒါမှန်နှစ်ချက်ထားပြီးတော့ကိုနောက်ကိုမြင်ရတယ်လို့ပဲဟုတ်တယ်မလားခုနမောင်မောင်မြတ်မြတ်မှာလဲသဘောတရားတူတူပဲဒါပေမဲ့မှန်ဆိုတော့လင်းရဒါတက်သွားတယ်ဟိုတောင်ချိုးတိုင်းပြန်ဟိုကကြတော့မှန်မဟုတ်ဘူးဒါပေမဲ့ black hole ကဘာဖြစ်ဆိုတော့ဒီ space time တွေအကုန်လုံး curve ဖြစ်နေတယ်ကွေးနေတယ်အဲ့တော့အလင်းကလည်းကိုကောက်ကြီးသွားတာဆိုတော့အဲ့လိုမျိုးစမ်းကြယ်တာတွေအကုန်ရှောက်ဖြစ်အဲ့တော့ဒါ photon sphere ကဲ photon sphere ပြီးနောက်တစ်ခုကတော့ဘာလဲဆိုတော့ကျွန်တော် accretion disk နော် accretion disk ဆိုတာဒီခမောက်ကြီးပဲနော်အဲ့တော့ဒီ black hole ခမောက်ကြီးအဲ့တော့ဒီကောင်ကြီးကဘာကြီးလဲနော်ဟို black hole နားမှာပတ်နေတယ်သူ့ရဲ့အစာပလာတွေနော်သူ့အစာပလာဆိုတော့ तू စားတော့မယ်အစာပလာနော်အဲ့တော့သူကရှောက်သွားနေနေဟလာဟိုကျဲတွေးလိုက်ဒီဂျိုတွေးလိုက်ဟိုဟာတွေးလိုက်ဆိုတွေးရင်သူနဲ့တူဆွဲဟွာဟုတ်ပြီအဲ့ဒါဆိုကျွန်တော်နေနားမှာလေဂျိုရှစ်လုံးကပတ်နေတာပဲဒါပေမဲ့ accretion disk နဲ့တစ်စက်ကလေးမှမတူဘူးเนาะကျွန်တော်နေနားမှာပတ်နေတဲ့ဂျိုရှစ်လုံးကလေအလုံးလေးတွေလေအဲ့လိုမျိုးနီရောင်ကြီးလဲတောက်မနေဘူးပြီးတော့ဟိုအကောင်လုံးအပြားလိုက်ကြီးပတ်နေတာသူ့လိုမျိုးခမောက်ကြီးလိုအပေါ်ကြီးထောင်မနေဘူးအဲ့ဒါဘာဖြစ်တာလဲဆိုရင်အဲ့တော့နှစ်ချက်ရှိတယ်ပေါ့နံပါတ်1ကတော့ခုနပြောသလို orbital velocity လေ orbital velocity ဆိုတာဟိုပတ်မယ် speed ပေါ့နော် speed ကအရမ်းမြန်တယ်ဘာလို့မြန်လဲဆိုတော့ black hole ကနံပါတ်1က mass ဓာတ်ထုအရမ်းကြီးတယ်နံပါတ်2က radius ကသေးတယ်ဆိုပြောချင်တယ်အဲ့ကောင်ကြီးက black hole နဲ့တော်တော်ကတ်နေတာဟိုနေနဲ့ဂျိုတွေလိုအဝေးကြီးတွေမဟုတ်ဘူးတော်တော်ကတ်တာဘာလို့ဆိုတော့ကြုံနေတာဟုတ်အဲ့တော့ orbital velocity အရမ်းကိုမြန်တယ်ဘယ်လောက်တောင်မြန်လဲဆိုတော့ speed of light နဲ့တော့တော်တော်နီးတယ်လို့ပြောကြတာတွေရှိတယ်နော်ဒါမှမဟုတ်လေ speed of light က100ပုံတစ်ပုံတို့ဘာလို့ဆိုတော့ဒါတော်တော်မြန်တယ်အဲ့လောက်မြန်နဲ့သွားနေတော့အချင်းချင်းပုတ်တဲ့ဟာတွေအကုန်လုံးရှိတယ်အရာအကုန်လုံးကပြိုပြဲပြီးတော့ဘာဆို solid တွေ liquid တွေ gas တွေတော့မဟုတ်တော့ဘူးဘာလဲဆို plasma လို့ခေါ်တဲ့အခြေအနေတစ်ခုဖြစ်သွားတယ်တပြည့် atom စီတစ်လုံးချင်းစီအကုန်ပြုတ်ထွက်ပြီးတော့ atom တစ်ခုထဲမှာတခါဟို electron တွေ nucleus တွေပြုတ်ထွက်ပြီးတော့ plasma ရေလူကိုဖြစ်သွားတာနော်အဲ့ဒီကနေပြီးတော့ energy တွေကနင်းငံထွက်နေတယ်ဘာဖြစ်လို့ဆိုပုတ်မှုအားကြောင့်လည်းထွက်တယ်နောက်အဲ့လို plasma လို့ပျော်သွားတဲ့အတွက်ကြောင့်မလို့လည်းထွက်တယ်အဲ့ဒါကြောင့်မလို့ဘာလို့ဆိုအယောင်တွေတောက်နေတာ accretion diskနောက်တစ်ခုကဘာလို့အဲ့လိုမျိုးအဆိုင်ခဲတွေအကုန်လုံးပြိုသွားရလဲဆိုရင်နံပါတ်1ကတော့ဟုတ်တယ် orbital velocity အရမ်းမြန်လို့နံပါတ်2က tidal force နော်tidal force ကိုကျွန်တော်ဒီအကြောင်းမှာကျွန်တော်အသေးစိတ်ပြောပြထားတာရှိတယ်ဒီမှာအကြမ်းမြင့်မြန်ပြောပြ gravity ဒီဘာလဲဆိုတော့လုံးနေတဲ့အရာဝတ္ထုတွေအကုန်လုံးကိုဟုတ်လားဆိုတော့ပိန်ရှည်လမျောဖြစ်အောင်လုပ်ပေးနိုင်တဲ့ဂုဏ်သတ္တိရှိနော်အဲ့တော့ပြောချင်တာမှာ gravity အရမ်းများတယ်ဟုတ်လားဒီမှာဘောလုံးတစ်လုံးရှိတယ်ဆိုရင်အဲ့ဒီဘောလုံးကျွန်တော်နဲ့နီးတဲ့ဘောလုံးကိုဘောလုံးရဲ့ကျွန်တော်နဲ့နီးတဲ့အချမ်းကိုပို့ဆွဲမယ်ကျွန်တော်နဲ့ဝေးတဲ့ခြံကိုယော့ပြီးဆွဲမယ်အဲ့တော့ဘောလုံးရဲ့ပိန်ရှည်လည်းမျိုးဖြစ်တယ်ဂုံတက်တိရှိတယ်ဒါမဲ့အင်မတန်သေးတယ်မသိတာအောင်နော်ဒါပေမဲ့အဲ့ဒါကြောင့်မလို့ဘာဖြစ်လဲဆိုလာကကဘာရေတူးကိုဆွဲတဲ့အခါမှာဟလာလုံးနေတဲ့ကဘာရေတူးကပိန်ရှည်လည်းမျိုးလေးနည်းနည်းဖြစ်သွားတယ်အဲ့တော့အဖောင်းနှစ်ဖောင်းဖြစ်သွားတယ်အဲ့ကြောင့်တနေ့ကိုဒီရေနှစ်ခါတက်တယ်အဲ့တော့အဲ့လိုပြောတယ်နော်အမှလည်းဟိုကြုံလို့ပေါ့နော်ဒီ black hole နဲ့မဆိုင်ဘူးကတိကသက်မေးကြတဲ့လူတွေရှိတယ်အဲ့ဒါဆိုလို့ရှိရင်ဘာလို့ဟိုရေခွက်ထဲကရေတွေကဟိုလာပြည့်နေမှာဟိုမတက်လာလဲတို့ဟိုရေကန်ထဲကရေတွေကဘာလို့တက်မလာလဲဆိုရင်နော်အဲ့တော့ဟိုသမုတ်တရား9မိုင်6မိုင်လောက်နှက်တယ်နော်ဟိုဒီရေဆိုတာ10ပေတက်တယ်ဆိုတော့တော်တော်များနေပြီဟုတ်တယ်မလားအဲ့တော့ချိုးချကြည့်လေအဲ့တော့9မိုင်6မိုင်လောက်နှက်တဲ့သမုတ်တရားမှာ4-5ပေဒီရေတက်တယ်ဆိုရင်ကိုယ့်ရဲ့ရေကွက်ထဲရေမှာဘလောက် micro nanometer တက်စေချင်တာလဲပေါ့နော်ဘလို့မြင်စေချင်တာလဲပေါ့အဲ့ဒါတော့မသိဘူးနော်ဒါကြည့်နော်အဲ့ဒါထားပါတော့ဒါကဒီအကြောင်းပြောတာအဲ့တော့လာကကမ္ဘာရေတူကိုဆွဲတဲ့အတွက်ကြောင့်မလို့ဒီလိုပိန်ရှည်လည်းမျောဖြစ်တယ်အဲကြောင့်တနေ့ကိုဒီရေနှစ်ခေါက်တက်အလားတူပဲဥမာဟို Jupiter ဆိုလို့ရှိရင် gravity အများများတယ်ဟုတ်တယ်နော်အော် Jupiter သူနဲ့အနီးဆုံးဖြစ်တဲ့ Io ဆိုတဲ့လကိုအသေးဆွဲတယ်နော်ဆွဲတဲ့အခါမှာ Jupiter ရဲ့ရှေ့နားရောက်လာရင်ဒီလိုဆွဲလိုက်ဒီလိုပိန်ရှည်လည်းမျော Jupiter ရဲ့ဘေးနားရောက်သွားရင်ဒီလိုပြန်ဆွဲလိုက်ဒီလိုပိန်ရှည်လည်းမျောတယ်အဲ့လိုမျိုးဆွဲတော့အထက်ကကြောက်သားတွေအကုန်လုံးအကုန်ကြိုးချီကုန်တယ်နော်အဲ့တော့ IO ဆိုတဲ့လှကြည့်လိုက်ရင်ကြောက်ပုတ်မာတွေနဲ့နော်ဟိုမသိပီဇာကြီးလို့ပဲနော်အဲ့တော့တစ်ချိန်လုံးမိချောင်းတွေပေါက်မလင်းနေလောက်တာမျိုးတွေဖြစ်နောက် Jupiter ရဲ့နောက်လတစ်လပဲ Europa ဆိုတာရှိနော်အဲ့တော့ဟို IO လောက်မနေဘူးဒါပေမဲ့သူလည်း gravity ကိုအရန်ခံရတော့ဘာဖြစ်လဲဆိုတော့သူ့ရဲ့အဲ့ Europa ဆိုတဲ့လရဲ့အတွင်းပိုင်းမှာလေတစ်ချိန်လုံးအဲ့လိုပုတ်တိုက်မှုတွေများနော်အတိုက်တဲ့ force ကြောင့်မလို့အဲ့တော့အဲ့ရနေအပူတွေထွက်တယ်အဲ့ဒါကြောင့်ဘာဖြစ်လို့ Europa ဆိုတဲ့လအပြင်မှာရေခဲတွေကြီးပဲအုပ်နေပြီမယ်ရေခဲဆိုတာဟိုကာဗွန်ဒိုင်အောက်ဆိုက်ရေခဲမဟုတ်ဘူးเนาะတောက်ရေခဲ H2O ရေခဲတွေပဲဖြစ်နေပြီမယ်အဲ့ဒီ Europa ရဲ့ရေခဲရဲ့အောက်မှာတကယ်သမုဒ္ဒရာရေရှိတယ်ဆိုပြီးတော့ဘာဖြစ်လဲဆိုတော့ scientist တွေကအင်မတန်စိတ်ဝင်စားတယ်အဲ့တော့အဲ့ရေတွေဘယ်ကထွက်လာလဲဟုတ်လားဟို Jupiter ဆိုတာအဝေးကြီးပဲလေအဝေးကြီးပဲနေနဲ့အဝေးကြီးပဲနေရဲ့အပူနဲ့တော့ဟိုရေခဲတွေအရေးပျော်နေတာမှဖြစ်နိုင်เนาะအဲ့တော့ဘယ်ကနေထွက်လာလဲဆိုရင်အဲ့ဒီ Jupiter က
တိုက်တဲ့ force ကြောင့်မလို့ယူရိုပါလအတွင်းမှာเนาะအဲ့တော့ဒီလိုမြေသားတွေပုတ်တိုက်မှုကြောင့်မလို့ထွက်တဲ့အပူလို့ပဲဒါယူဆတယ်အဲ့ဒါတခုရှိတယ်ဒါက tidal force ကိုပြောတာเนาะအလားတူပဲအဲ့တော့ black hole ကြတော့black hole ရဲ့ gravity ကြတော့ခုနလာတို့ Jupiter တို့ ਨੇ ဘာမှမဆိုင်တော့အင်မတန်များတယ်အဲ့ကြောင့်မလို့ရှိသမျှဟလာ solid တွေအကုန်လုံးကလည်းအကုန်ကြိုးကြီးအမှုတ်တွေဖြစ်ဟလာဖြစ်တဲ့ဟာမှာဟို orbital velocity ကလည်းများဆိုတော့ဘာလဲဆိုဟို solid ကနေ liquid ကနေ gas ကနေ plasma အဲ့ဒီလိုဖြစ်သွားတာနော်အဲ့တော့အကယ်လူသားအဲ့နားလောက်ရောက်သွားတယ်ဟလာအပူဓာတ်အောင်လဲခံနိုင်တယ်ဆိုရင်လူကလူအတိုင်းတော့ဖြစ်မှာမဟုတ်ဘူးဘာခေါ်လဲ sparketification လို့ခေါ်တယ် sparkety ဖြစ်သွားတယ်ချောင်းလိုက်ကြီးနော်ဘာဖြစ်လို့ဆို gravity ကဟလာကိုက black hole ခြေထောက်နဲ့အရင်သွားတယ်ဆိုလေခြေထောက်ကိုဆွဲတဲ့အားကခေါင်းကိုဆွဲတဲ့အားထက်တိတတာပုံများတော့အတောင့်လိုက်ကြီးမပါဘဲနဲ့အဲ့လို sparkety လို့ချောင်းလိုက်ကြီးပါတယ်အဲ့လိုမျိုးပေါ့နော်အဲ့ထားပါဒါ accretion disk ကြောင့်ပြောတာaccretion disk ကဘာကြောင့်အဲ့လောက်လင်းနေလဲဆိုတာပြောတာမပြီးသေးဘူးအဲ့လင်းနေတာဟုတ်ပြီ black hole အရှိန်နဲ့ပတ်နေတာဟုတ်ပြီဒါမဲ့ဘာလို့ accretion disk မှာတစ်ချမ်းပုံလင်းပြီးတစ်ချမ်းကြော့လင်းနေရတာလဲကဲပြောဒီမှာပုံကြည့်လိုက်မတူဘူးပဲနေညာနဲ့နော်အဲ့ဒါကိုဘာခေါ်လဲဆိုရင် Doppler beaming လို့ခေါ်တယ် Doppler beaming ဆိုတာဘာလဲဆိုအဲ့ accretion disk မှာ materials တွေပတ်နေတာအင်မတန်မြန်တယ်နော်အင်မတန်မြန်တယ်ဆိုအလင်းအဟင်းနီးစပ်တယ်ဆိုတာဘယ်လောက်လဲတော့မသိ 1% နဲ့ဖြစ်ချင်းဖြစ်မယ် 10% နဲ့ဖြစ်ချင်းဖြစ်မယ်မြန်တော့ဘာဖြစ်လဲဆိုတော့အခုနှစ်ဖက်မှာတစ်ဖက်ကပိုလင်းတယ်မလားအဲ့လင်းတဲ့ဘက်ကဘာလဲဆိုတော့ကိုယ့်ဘက်ကိုရာဝတ္ထုတွေလာနေတာနော်မှောင်နေတာပါဆိုကိုယ့်ဘက်ကနေကိုစီကနေ away from နော်ဟိုကိုနဲ့ဝေးရဝတ္ထုတွေသွားနေတာအဲ့တော့သူက direction ဒီလိုပတ်နေတာအဲ့ဒါကြောင့်တစ်ဖက်ပိုလင်းပြီးတစ်ဖက်ပိုမှောင်ပုံမှန် speed လောက်နေဆိုမတိတာဘူးဥပမာကျွန်တော်တို့မီးစလိုက်ကိုမျိုးလုံးနဲ့ထိုးထားပြီးအဲ့မီးကိုပါမျိုးလုံးနဲ့ကတ်လိုက်တယ်ဆိုရင်ပို့ပြီးတော့မီးကပိုလင်းသွားတဲ့ effect ရှိတယ်ဒါပေမဲ့တော်ရုံတန် speed နဲ့မတိတာဘူးသူက speed of light နဲ့နီးတဲ့အတွက်ကြောင့်တိတာဒါကြောင့်တခုဟုတ်ပြီနောက်တစ်ခုအဲ့ဒီ accretion disk ကြီးကဟလာအပြားလိုက်ကြီးဖြစ်ရမှာဘာလို့ခမောက်ဖြစ်เนาะအဲ့တော့အပေါ်ကခမောက်တောင်မှအပေါ်ကလည်းခမောက်တစ်ခုအောက်ကလည်းခမောက်တစ်ခုဘာနဲ့သွားတူလဲဆိုဟိုကိုရီးယားကားတွေထဲကဟိုဟာနဲ့သွားတူဆိုရင်အဲ့ဒါခုန photon speed နဲ့သဘောတရားတူတယ်ဟုတ်ဒီလိုပြောအောင်ဒါကျွန်တော် Saturn ကိုပြထားတာเนาะ Saturn ဆိုတာကျွန်တော်နေဆက်ကြပါလားဂျိုเนาะ Saturn ဘေးနားမှာ green ရှိတယ်ခမောက်ကြီးเนาะအဲ့ Saturn ဘေးနားကခမောက်ကြီးကိုကြည့်လိုက်ရင်เนาะကိုရှေ့ဘက်က green ကိုတော့မြင်ရတယ်လေဘေးက green ကိုမြင်ရတယ်လေဒါပေမဲ့ကိုအဲ့ဒီ Saturn အနောက်ကမြင် green ကိုမမြင်ရဘူးလေဘာလို့ဆို Saturn ကွယ်နေဟုတ်တယ်မလားဟို360 degree မမြင်ရဘူးအပေါ်ကသွားကြည့်ရင်မြင်ရတာပေါ့ဟုတ်တယ်မလားဘေးကကြည့်ရင်မမြင်ရဘူးလေဟို Saturn ကွယ်နေဒါရှင်းတယ်အဲ့လောက်ရှင်းနေတာဘာလို့ပြောနေလဲဆိုတော့အလင်းကတက်တယ်ပဲသွားတာလေ꿰ပြီးမသွားတော့အဲ့ Saturn နောက်က green ကိုပဲမြင်ရမလဲဟုတ်တယ်မလားဒါပေမဲ့အဲ့ဒီရ Saturn မဟုတ်တော့ black hole ဖြစ်သွားတယ်ထားလိုက်တော့เนาะကိုကဒီဘက်ကနေကြည့်เนาะအဲ့တော့ black hole မှာ space time မှာအရန်ကို꿰ကောက်တွန့်လင်းကြေမွနေတဲ့အတွက်ကြောင့်မလို့အဲ့တော့မျက်လုံးကဒီဘက်ကကြည့်တယ်ဟိုဘက်ချမ်းက green ရအလင်းရောင်ကလေเนาะတဲ့မထွက်ဘူးဘာလို့လဲဆိုတော့ black hole ကြော်ခွပြီးတော့ဒီလို꿰ပြီးတော့မှကိုယ့်မျက်လုံးထဲကိုဝင်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့เนาะအဲ့တော့ကိုကဒီဘက်ကကြည့်တဲ့အခါမှာเนาะအဲ့ဒီ accretion disk ကို360 degree မြင်ရနော်အဲ့တော့ဘာဖြစ်လဲဆိုတော့ကိုယ့်မျက်လုံးထဲမှာကြည့်လိုက်တဲ့ခါမှာအနောက်က disk ကြီးကလည်းကြွအောက်က disk ကြီးကလည်းအောက်ကို꿰ပြီးတော့ကြွအဲ့ဒါကြောင့်မလို့အပေါ်အဟောင်းနေတာဖြစ်အဲ့လိုမျိုးအဲ့တော့အဲ့ဒါတွေအကုန်လုံးကဘာဆို visual illusion ဘာလို့ visual illusion နေလဲဆိုတော့ဟုတ်လားမှန်နေအများကြီးထားတယ်ဟုတ်လားအခွေးတွေခုတ်နေထားတယ်ဆိုဟုတ်လားကိုတွေကအဲ့ရှေ့မှာသွားရက်လိုက်လို့ရှိရင်ဟိုပူွားလိုက်ရှည်ွားလိုက်မျက်နှာကြီးကမျက်နှာခဏခေါင်းကြီးကပွားသွားလိုက်မျက်လုံးကြီးကကျုံသွားလိုက်ဒါပဲဖြစ်တယ်လို့ပဲလေအလင်းတွေဒါရှောက်လှုပ်လိုက်ရင်ဒီလိုအကုန်ဖြစ်တာအဲ့လိုပဲသူကတော့မှန်မရှိဘူးဒါပေမဲ့အဲ့ black hole ရဲ့ gravity ကြောင့်မလို့အကုန်လုံး꿰ကောက်ကုန်တာအဲ့ဒါကိုဘာခေါ်လဲဆိုအသုံးနှုန်းရှိတယ် gravitational lensing လို့ခေါ်တယ်နော် gravitational lensing အဲ့တော့ gravity ကိုသုံးပြီးတော့ lens လို့မျိုးလောက်လိုက်တာပေါ့အဲ့လိုမျိုးတခုကဲအဲ့တော့ accretion disk ကပြီးသွားပြီနောက်နှစ်ခုကျန်တယ်ဘာလဲဆို corona နော် corona ဆိုတာဘာလဲဆိုတော့တောက်တဲ့ဟာမဟုတ်ဘူးနော်ဟုတ်တော့ corona ဆိုတာကျွန်တော်ကြားဘူးကြမယ်ဟိုဟာ solar eclipse မှာနေအပြည့်ကျက်ခြင်း total solar eclipse ဆိုနေကိုလာပြီးအုပ်သွားတယ်လေအုပ်သွားတော့ဘာဖြစ်လဲဆိုတော့ကြည့်လိုက်တဲ့ခါမှာနေရဲ့ဘေးပတ်လဲမှာဟာနေရဲ့ corona ဆိုတာကြည့်တာဟာအရန်လှတယ်ဓာတ်ပုံတွေပါရိုက်တာအပြူတွေပါရှိတယ်နော်အဲ့ဒါ corona အရန်လှအဲ့ဒီ corona ကတဲ့နော်အဲ့တော့တကယ်တော့နေရဲ့အစိတ်ပိုင်းတစ်ခုနော်နေရဲ့အလွှာတွေထဲအလွှာတစ်ခုပဲပေါ့နော်အဲ့လိုပဲ black hole ဘေးနားမှာလည်း corona ရှိနော်အဲ့လိုပဲနေရဲ့ corona ကိုကြည့်ဖို့ဆိုခက်တယ်ဘာလို့ဆိုနေရအရန်လင်းတဲ့ကြောင့်မလို့အဲ့လိုကာပြီးတော့မှကြည့်ရတယ်လို့ပဲ black hole ရဲ့ corona ကိုကြည့်ဖို့ကလည်းခက်တယ်
ဘာလို့ခက်လဲဆိုတော့အဲ့ဒီ black hole accretion disk ကလည်းအရင်လင်းတယ် black hole ကတော့မလင်းဘူးပေါ့နော် black hole ရဲ့ accretion disk ကအရင်လင်းတယ်ကိုရိုနာကိုသိချာမမြင်အောင်ကာမရနောက်ပြီးတော့နေမှာဆိုလဲပဲနေရဲ့ကိုရိုနာဒီနေရဲ့မျက်နှာပြင်နဲ့အစာပေါင်းများစွာပူတယ်နော်အဲ့တော့ကိန်းကနတွေအလွတ်မမှတ်မိမှာချရေးထားတယ်နော်အဲ့တော့အလားတူပဲ black hole မှာလေပဲတဲ့အဲ့ black hole ရဲ့ကိုရိုနာဒီတဲ့သူကစာထဲမှာဘယ်လိုရေးဆိုတော့ billions of degrees ဒါမှမဟုတ်လေ tens of billions of degree အဲ့လောက်ထိပူတယ်နော်အဲ့ဒီ gas တီပတ်လေဝိုင်းနေတယ် accretion disk ကတည်းလို့ဆို accretion disk အပေါ်နဲ့အောက်အဲ့လိုဝိုင်းနေတဲ့ gas တီအငွေ့တွေထားတယ်နော်အဲ့ဒါကိုတော်ရုံတန်မမြင်ရဘူးမြင်ချင်းဘာလောက်ရလဲဆိုတော့တခါတလေကျရင် black hole ကဒီလိုရှေ့တရမဟုတ်ပဲねဒီလို design လောက်လိုက်တဲ့ခါမှာ black hole ဘေးနားမှာဖုံနေအများကြီးရှိတယ်အဲ့ဖုံနေကနေ accretion disk ကိုကာသွားတဲ့အချိန်မှာမှကိုရိုနာတခါတလေမြင်ရတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့အဲ့ဒီကိုရိုနာက energy တွေအရင်များတဲ့အတွက်ကြောင့်မလို့ visible light တောင်မထုတ်ဘူးဘာထုတ်လဲဆိုတော့ x-ray တွေထုတ်တာเนาะအဲ့တော့ accretion disk ဆိုတာ visible light ထုတ်တယ်เนาะ radio wave တွေထုတ်တယ်အဲ့တော့ radio telescope နဲ့ရိုက်ထားတဲ့ပုံတွေထွက်ကိုရိုနာကြောင့် x-ray တွေထုတ်တာများတယ်အဲ့ဒါကြောင့် x-ray telescope နဲ့ရိုက်လို့ရှိရင်ကိုရိုနာကိုပို့ပြီးတိတိကျကျမြင်ရတယ်ဒါပေမဲ့ဘလို့ပုံတံရှိလဲဘာ shape ရှိလဲခုတိတိကျကျမသိသေးဘူးเนาะအဲ့တော့ NASA လည်းမသိသေးဘူးကျွန်တော်လည်းမသိသေးဘူးမပြောတော့နောက်တစ်ခုကကြတော့လေဆိုတော့ particle jet เนาะအော် particle jet ဆိုတာတစ်ခါတည်းရရင် black hole ဒီလိုပုံလေးတွေတွေ့ရမှာเนาะအဲ့တော့ဗာလဲဆိုတော့ black hole ရဲ့ဒီအပေါ်နဲ့အောက်ကနေပြီးတော့အငွေ့တွေ dree ဆိုပြီးတော့ထွက်တာเนาะဟိုနှာခေါင်းပေါင်းကနေအငွေ့မှုတ်တယ်လို့အဲ့တော့အဲ့ဒီ particle jet ကလေတဲ့ဘာလဲဆိုတော့တဲ့သူကဒီ accretion disk ကနေလဲနေတဲ့ပစီးတွေကတဖြည်းဖြည်းနဲ့ black hole တွေကိုကြာလာเนาะကြာလာပြီးဝင်သွားပြီတော့ပြီးသွားပြီတလုံးပြန်မထွက်တော့ဒါပေမဲ့အဲ့ black hole တွေဝင်ခံပြီးမှာတဲ့เนาะသူတို့ရဲ့ theory တစ်ခုကဘာလဲဆိုတော့ magnetic field ကြီးကပြောင်းကုန်နေတယ်เนาะဘာလို့ဆိုတော့အဲ့ဒီ accretion disk မှာလဲနေတဲ့ particles တွေကဟိုကျွန်တော်ပြော electron တွေကျွတ်လိုက် proton တွေကျွတ်လိုက်ဆိုအပေါင်းဖြစ်လိုက်နှုတ်ဖြစ်လိုက်အဲ့အပေါင်းနှုတ်တွေကလည်းခက်မြန်လဲနေတယ်ဆိုတော့လျှက်စစ်မြန်လဲတယ်ရွှေ့ထားရတယ်ဆိုရင်တန်လိုင်း line ဖြစ်တယ်တန်လိုင်း line တွေအပြောင်းလဲဖြစ်ရင်လျှက်စစ်ဖြစ်တယ်လေအဲ့ဆိုတော့ဒီသဘောတရား electromagnetic သဘောတရားအတိုင်းပဲအဲ့တော့ black hole ထဲမှာအဲ့ဒီတန်လိုင်း line တွေကကမောက်ကမတွေအကုန်ဖြစ်တယ် link ဟဲကုန်တယ်အဲ့တော့ဘာနဲ့သွားပြီးနှိုင်းရှင်လို့ရလဲဆိုရင်ကျွန်တော်နေလုံးမှာเนาะဟိုနေအကြောင်းကျွန်တော်သိမပြောရသေးဘူးเนาะနေလုံးကဘာဆိုလဲနေတယ်ကဘာလိုပဲသူကလဲနေเนาะလဲပြီးမဲ့ကဘာဆိုရင်တော့သူက solid ဆိုတော့အတူတူလဲတာအားလုံးတစ်ပြိုင်နက်လဲနေရကြတော့ solid မဟုတ်တဲ့အတွက်ကြောင့်မလို့အဲ့လိုတစ်ပြိုင်နက်မလဲဘူးအချို့အပိုင်းတွေကပိုပြီးမြန်လဲတယ်အချို့ line ပိုင်းတွေကနှင်းလဲအချို့ပိုင်းတွေမြန်လဲအဲ့လိုဖြစ်တယ်အဲ့တော့နေမှာရှိတဲ့အတန် line တွေအကုန်လုံးအဲ့လိုအနှေးအမြန်လဲတာမတူတဲ့အကြောင်းပြတ်ကုန်အဲ့ဒီပြတ်အတန် line တွေကွင်းတွေပြတ်သွားတဲ့အချိန်မှာဘာဆို charge particle လို့ခေါ်တယ်အဲ့ဒီဟိုဟာပေါ့နော်လျှက်စစ်တဲ့ဆောင်တဲ့အမှုန်တွေအကုန်လုံးစက်ကြဝဠာတွေလွန်းထွက်လာနော်အဲ့ဒါတစ်ခါတလေကျရင်ကဘာကိုလာပြီးတော့ရိုက်သွားတဲ့ခါရှိတယ်အဲ့ဒါဆိုဘာဖြစ်လဲဟာကဘာပေါ်မှာ aurora ဆိုပြီးတော့ဟာလာဟိုရောင်စိမ်းတွေဘာတွေမြင်တယ်အဲ့လိုမျိုးပုံစံရှိတယ်အဲ့လိုသဘောတရားပဲ black hole ကလည်းလဲတာအရှိန်ပြင်းတယ်တော့အဲ့ထက်မှလည်းအပေါင်းနှုတ်တွေဟလာဟိုတန်လိုက်ခဲ့ဟိုဗာလဲတောင်နေမြောက်တွေအကုန်လုံးကလည်းကမောက်ကမတွေအကုန်ဖြစ်နေတဲ့ခါမှာအချို့ particles တွေက black hole ထဲကိုမကျဖဲနဲ့ black hole အပေါ်ကနေပတ်ပြီးတော့မှဒီလိုအပေါ်ထွက်သွားတယ်ဒီလိုကနေလိမ့်ပြီးတော့အောက်ကိုထွက်သွားတယ်အဲ့ဒါမျိုးတွေရှိတယ်ဒါလေဟိုဟာသိပ္ပံပညာရှင်တွေ 100% နားမလည်သေးဘူးဒါပေမဲ့အဲ့လို charge particles တွေထွက်တယ်အဲ့ဒီ charge particles တွေကိုတဲ့ relativistic jet လို့ခေါ်တယ်။ပါဇက်ကတော့ထောက်တယ်။အဲ့ဒါဘာလဲဆိုတော့တဲ့အဲ့ဒီ charge particle တွေထွက်တဲ့နှုံးကတဲ့ဘလောက်တောင်မြန်လဲဆိုအလင်းအမှန်တန်နီးစပ်တယ်တဲ့နော်အဲ့လို90%လို့ဘာလို့အဲ့လိုမျိုးဖြစ်တာ။ပြီးတော့အဝေးကြီးရောက်တယ်ဘလောက်တောင်အဝေးရောက်လဲဆိုတော့လေ light years ထောင်နဲ့ချီပြီးတော့တောင်ရောက်တယ်တဲ့နော်အဲ့တော့ဘလောက်တောင်ပြင်းတဲ့ engine လဲတော့မသိဘူးနော်။အဲ့လာရောက်တဲ့ဟာကိုကျွန်တော်တို့ကတွေ့နိုင်တယ်နော်အဲ့ဒါခုနပြောတဲ့ဟို black hole ကိုဘယ်လိုရင်းနေတွေ့နိုင်လဲဆိုရင်အဲ့ဒီ charge particle တွေကိုကြည့်ပြီးတော့တစ်ခါတလေတွေ့ဘယ်လိုတွေ့လဲဆိုတော့ကျွန်တော်စက်ကြဝဠာမှာကြည့်လိုက်တဲ့အခါမှာ charge particles ကအရှိန်ပြင်းတဲ့ energy နဲ့ထွက်လာတော့ X-ray telescope တို့ရိုက်လိုက်တဲ့အခါမှာဒါမှမဟုတ် even Hubble telescope တွေဘာတွေမှာလဲတစ်ခါတလေကျရင်အလင်းတွေထွက်တယ်အဲ့ဒီအလင်းကိုအဲ့ဘာသာထွက်နေတဲ့နေရာကိုဘာဆို quasar ဆိုပြီးခေါ်တယ်နော် quasar အဲ့ဒီ quasar ကပဲတစ်ခါတလေကျတော့ဟုတ်လားဒီမှာကျွန်တော် black hole ကဒီလိုရှိတယ်ဆိုဒီလိုထွက်တာပေါ့ black hole ကဒီလိုရှိတယ်ဆိုဒီလိုထွက်တာပေါ့နော်တစ်ခါတလေ black hole ကဒီလိုရှိတယ်ဆိုကိုရှေ့တက်တဲ့ကိုဒီလိုထွက်လိုက်တယ်ဒီခါမှာအရန်လင်းသွားတယ်အဲ့ဆိုဘာခေါ်လဲဆို blazer လို့ပြောင်းခေါ်တယ်တူတူပဲ quasar နဲ့ blazer နဲ့နော်နောက်အဲ့ black hole တွေလည်းကျွန်တော်ပြောတယ်ဟို spinning ဆိုတော့တစ်ခါတည်းလဲနေတာလေလဲနေတာဆိုတော့တစ်ခါတည်းဒီလိုထွက်တာတဲ့နေပြီပဲတစ်ခါတည်းဒီလိုမျိုးလေးဖြစ်နေတာမျိုးတွေရှိတယ်အဲ့ဆိုကိုမျက်စိရှေ့မှာဒီလိုဖြစ်နေဟာလာလင်းသွားလိုက်ရော့သွားလိုက်လင်းသွားလိုက်ရော့သွားလိုက်အဲ့လိုမျိုးဖြစ်နေတာရှိတယ်အဲ့ဒါကိုကြတော့ဘာခေါ်လဲဆို pulsar လို့ခေါ်တယ်နော် quasar blazer pulsar
အဲ့ဒါ black hole မှမဟုတ်ဘူးအဲ့တော့ကျဲတင်းချိုင်းနေအကုန်လုံး white dwarf neutron star black hole အကုန်လုံးကအဲ့ဒီလိုဖြစ်စဉ်တွေအကုန်ရှိတယ်ဒါပေမဲ့ black hole ကတော့အကျဉ်းဆုံးပေါ့ဒါက particle jet အကြောင်းဒါလောက်ဆိုလို့ရှိရင်တော့ black hole ရဲ့ကျွန်တော် components တွေကျွန်တော်ပြောတာပြီးသွားပြီเนาะအဲ့တော့ပြန်ပြီးခြုံပြောရမယ်ဆိုရင် black hole ရဲ့ mathematics တွေပြောခဲ့တယ်ဟလာ Newtonian gravity ကစပြီးပြောခဲ့တာ orbital velocity တွေပြောခဲ့တယ် escape velocity ပြောတယ်ပြီးတဲ့အခါ black hole component singularity ပြောတယ် event horizon photon sphere accretion disk corona particle jet black hole တွေဘယ်လိုဖြစ်လာလဲကျွန်တော်မပြောရသေးဘူးဒီတစ်ပိုင်းမှာမပြောခဲ့ဘူးဒါပေမဲ့မလဲဆိုတော့ကျွန်တော်ကြဲတီကအပိုင်း1နဲ့3အထူးသဖြင့်ကြဲတီကအပိုင်း3မှာပြောခဲ့ဟာအဲ့ဒါသွားကြည့်လို့ရတယ် black hole တွေဘယ်လိုသိဆုံးမလဲ black hole တွေသိဆုံးတာရှိလားပျောက်တာရှိလားဟောအဲ့တော့ black hole ကတော့ဟိုလုံးဝပျောက်ကွယ်သွားတာတော့ဟိုဟာမှတ်တမ်းမှတ်ရသက်သေတာကတော့မရှိသေးဘူးဒါမဲ့ပါလဲဆိုရင် Hawking radiation ဆိုတာရှိတယ်နော်အဲ့ဒါခုန particle jet နဲ့မတူအဲ့တော့ခုန particle jet တုံးကကြတော့ဟုတ်လား black hole ထဲကိုမဝင်သေးဘူး accretion disk ကနေမဝင်ဘဲနဲ့ဒီလိုအမျိုးအပြင်ကိုအချိန်ပြင်းပြင်းနဲ့ထွက်သွားတာကိုပြောတာနောက်တစ်ခုကကြတော့ Hawking radiation ဆိုတာကြတော့ black hole ထဲကနေတဲ့အချို့ radiation တွေအချို့ particles တွေအပြင်ပြန်ထွက်တာရှိတယ် particle တော့ဟုတ်ချင်မှာဟုတ်တယ် radiation တွေပြန်ထွက်တယ် light တောင်ထွက်လို့မရတဲ့ဟာကိုဘာကိစ္စ radiation တွေကပြန်ထွက်ရတာလေနော်ဆိုရင်တဲ့အဲ့တော့အဲ့ဒါဘယ်ကိုရောက်သွားပြီလဲဆိုတော့ quantum tunneling ဆိုတာရောက်သွားပြီနော် yo-yo physics မဟုတ်တော့ကြော်သွားပြီ quantum tunneling မှာလာဟုတ်ပြီနောက်တစ်ခုက black hole နီးနားမှာနော်အခြေအနေတွေကအရန်ကိုဘာဖြစ်လဲဆို supernatural ဖြစ်တယ်ဒါမှမဟုတ် extreme ဖြစ်တယ်ပေါ့နော် extreme ဖြစ်တဲ့အတွက်ကြောင့်မလို့ဘာလဲဆိုတော့အဲ့ accretion disk နားတွေဘာမှဆို speed of light ကအရန် sorry လေသွားနေတဲ့ particles တွေက speed of light နဲ့နီးတယ်အဲ့လိုမျိုးနီးနေတဲ့ကောင်တွေအတွက်အချိန်တွေကနှေးသွားတယ်ဆိုတဲ့ special relativity တွေလည်းရှိတယ်အလားတူပဲ black hole အနီးနားမှာ gravity အရန်များတဲ့အတွက်ကြောင့်မလို့အချိန်နှေးသွားတယ်ဆိုတဲ့ general relativity ဆိုတာလည်းရှိတယ်နောက် black hole ထဲကနေမှအလင်းတောင်ထွက်လို့မရပါဘူးဆိုပေမဲ့အချို့ radiation တွေကစိမ့်ပြီးထွက်နေတဲ့ quantum tunneling နဲ့မှရှင်းလို့ရတယ်ဘာလဲဆိုရင် Hawking radiation တွေလည်းရှိတယ်เนาะဒါတွေကတော့ဒီနေ့အပိုင်းထဲမှာကြော်သွားပြီပြောတော့နောက်တစ်ခုကကြတော့ black hole ကိုရှိမှန်းကိုဘယ်လိုသိတယ်ဆိုရင်ခုနကျယ်တွေလှုပ်ရှားမှုနဲ့သိတယ်လို့ telescope မျိုးစုံနဲ့သိတယ်အဲ့ဒီထဲမှာကျွန်တော် radio telescope နဲ့သိတယ်ဒီပုံဒီဘာလဲဆိုတော့ black hole ကိုပထမဆုံးရခဲ့တယ်2018ကပုံဖြစ်တယ်နောက်ပြီးတခြားနောက်ပုံတွေလည်းရှိမယ်နောက် x-ray telescope ရှိတယ်အဲ့တော့ကျွန်တော် telescope နဲ့ပတ်သက်လို့ကျွန်တော် Hubble telescope ပြောပြီးပြီနောက်ထပ် telescope တွေထပ်ပြီးတော့ပြောဖို့အစီအစဉ်လည်းရှိတယ်ဒါပြီးပြောမှာဟိုကျွန်တော်တင်တာတွေလည်းနှေးသွားတယ်အဲ့တော့စိတ်ဝင်စားဟိုသိခံပြီးတော့စောင့်ကြည့်ပေးတဲ့သူတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်နောက်လာမှာပြန်ဆုံပါမယ် The Nutty Space